ကျွန်တော်ပြန်လည်မွေးဖွားလာပြီးနောက်ပထမဆုံးလုပ်တဲ့အလုပ်ကတော့ငွေသားကူတီချီအကုန်ကြခံပြီးညီကိုတွေနဲ့ကျောင်းကပတိမလေးကိုခေါ်ပြီးတက်တူးထိုးတာပဲဖြစ်ပါတယ်ညီကိုရဲ့ဘယ်ဘက်လက်မောင်းမှာနတ်မင်းနဲ့ကြာညာဘက်လက်မောင်းမှာတော့အာလန်နတ်မင်းကြီးကျောင်းကပတိမလေးရဲ့ကိုပေါ်မှာတော့ကောင်းကင်ဘုံကိုထက်နတ်သမီးကျွန်တော်ရဲ့ရင်ဘက်မှာတော့ကဘာဦးဖန်ဆင်းရှင်ဖန်ကူကြောပြင်မှာတော့ငကားကိုကောင်ကောင်းတလားဆွဲဘယ်ဘက်ခြေထောက်မှာဒုံဖန်းထိုက်ကြီးနတ်မင်းညာဘက်ခြေထောက်မှာတော့ကောင်းကင်နန်းလူမြတောင်မင်းကြီးဖြစ်ပါတယ်ဒါအပြင်ငွေသားတန်း300ကိုအပေါင်းနှံပြီးတောနက်ထဲကစွန့်ပစ်ထားတဲ့လေချောင်းရံကာကွယ်ရေးချင်းတစ်ခုကိုဝယ်ယူခဲ့ပါတယ်လူတိုင်းကကျွန်တော်ကိုအတုံးဖြုံးကြီးတဲ့လူမိုက်တယောက်ဆိုပြီးလှောင်ပြောင်ကြပါတယ်ဒါပေမဲ့သူတို့မသိတာကရက်ပေါင်း20ကြာပြီးနောက်ကဘာပြက်ကက်ကြီးကြားရောက်လာတော့မှာပါအဲ့ဒီအချိန်ကျရင်တကဘာလုံးကတရိတ်ဆန်တဲ့အပင်တွေဟာယူသွတ်စွာတနေပြောင်းလဲသွားကြလိမ့်မယ်ရင်ပါတဲ့အိမ်မွေးတရိတ်ဆန်တွေဟာတွေးဆနေတဲ့တားရဲတရိတ်ဆန်တွေဖြစ်သွားပြီးလမ်းဘေးကအပင်တွေဒီဟာလေလူသားတွေကိုဝါမျိုးမဲ့စက်ယုံတွေဖြစ်သွားလိမ့်မယ်လူသားတွေဟာအစားအစာခွင်းဆက်ရဲ့ထိတ်ဆုံးကနေအောက်ခြေကိုချက်ချင်းကျဆင်းသွားလိမ့်မယ်ကိုပေါ်မှာတတူးရှိတဲ့သူတွေဒါလျင်ထူးခြားဆန်းပြတဲ့တတူးဆွမ်းအားတွေကိုနိုးထလာစေနိုင်မှာဖြစ်ပါတယ်အခုချိန်မှာတော့လနီကပ်ပေးကြရောက်ဖို့ရက်ပေါင်း20တိတိလိုပါသေးတယ်ကျွန်တော်စိုးစင်းများတုံဆိုင်မနေပဲကိုကြီးကိုလာရှိနေတဲ့ဖုန်းကိုဓာတ်ရိုက်ခေါ်ဆိုလိုက်ပါတယ်ရှိနေကြကျွန်တော်နာမည်ပေါင်းနဲ့ရှိတဲ့ share တွေအင်ချန်မြေတွေကားတွေအားလုံးကိုအများဆုံးနိုင်ငံတကာမြေအောက်ငွေချေလုပ်ငန်းမှာအပေါင်းဆုံးနံပေးပါဟုတ်ပါတယ်အားလုံးကိုပါကျွန်တော်ငွေသားပဲလိုချင်ပါတယ်သုံးပုံတစ်ပုံဈေးနေပြီးရောင်းရရင်တောင်မှ24နာရီအတွင်းကျွန်တော်အကောင့်ထဲကိုငွေသားတန်း300ဝင်လာတာကိုမြင်ချင်ပါတယ်ဖုန်းချပြီးနောက်မှာကျွန်တော်နောက်ထပ်ဖုန်းနံပါတ်2ခုကိုအမြန်ခေါ်ဆိုလိုက်ပါတယ်နာရီဝက်ကြာပြီးနောက်ကျန်းကျိုးမျိုးရဲ့အလျှို့ဝက်ဆုံးမြေအောက်တက်တူးဆိုင်မှာကျွန်တော်ရဲ့တငယ်ချင်းအရင်ခောက်ရွှေချောင်းတောင်းတဲ့ကျန်းကျိုးတက်ကတူရဲ့နတ်သမီးလိုတင်စားကြတဲ့အေးဆက်ဆက်အလှပကျွန်တော်ကျန်းရှင်းရီတို့ဟာကြောင်အန်းမျက်နှာတွေနဲ့ကျွန်တော်စီရောက်လာကြပါတယ်လီကောမင်းယူသွားပြီလားတက်တူးထိုးဖို့အတွက်နဲ့တင်မင်းရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုပေါင်းနှံလိုက်တယ်ဟုတ်လားချင်းလီမင်းတကယ်ပဲဘာတွေလုပ်နေတာလဲအကယ်၍မင်းကကြောက်ရွံ့ခြင်းဆိုတဲ့မိန်းမနဲ့လမ်းခွဲလိုက်ရလို့စိတ်တန်ရသွားတယ်ဆိုရင်တော့ဒီလိုမျိုးကြီးအထိလုပ်ဖို့မလိုပါဘူးငါသူတို့ကိုကြည့်ပြီးဘယ်တော့မှမရှိခဲ့ဘူးတဲ့တည်ငြိမ်လေးနဲ့တဲ့အတန်နဲ့ရှင်းအီရှောင်းတောက်ရှင်းပြဖို့အချိန်မရှိတော့ဘူးတကယ်လို့မင်းတို့ငါ့ကိုယုံကြည်သေးတယ်ဆိုရင်ဒီနေ့တော့ငါစကားကိုနားထောင်ပေးပါကျွန်တော်စိမ့်သက်လူမိဘအထိတည်ကြည်လေးနဲ့နေတဲ့မျက်လုံးတွေကိုကြည့်ပြီးသူတို့နှစ်ယောက်ဟာနောက်ဆုံးမှာတော့သွားကိုကြိတ်ခေါင်းညိပြီးသဘောတူလိုက်ကြတယ်ကျွန်တော်လည်းပြန်လှည့်ပြီးတတူးဆိုင်ထဲကမျက်နှာတစ်ခုလုံးအမာရွတ်တွေနဲ့ပြည့်နေတဲ့ဆရာကြီးကိုကြည့်လိုက်တယ်ပြီးတော့တိန်းတရာရှာတီးတဲ့ဘန်ကက်တစ်ခုကိုစာပွဲပေါ်ဓာတ်ရိုက်ချလိုက်တဲ့ဆရာကြီးအလုပ်ကြီးတစ်ခုလက်ခံပေးပါကျွန်တော်ရှူဆောင်တောက်ကိုညွှန်ပြပြီးကျွန်တော်ညီကိုရဲ့ဘဲဘက်လက်မောင်းမှာနတ်ဖျားနတ်ကျူးညာဘက်လက်မောင်းမှာအာလောင်စစ်နတ်ဖျားကိုတက်တူးထိုးပေးပါအဲ့ဒီနောက်ကျွန်တော်ဂျန်ရှင်းအီကိုကြည့်ပြီးသူမရဲ့ကြောပြင်တစ်ခုလုံးမှာကိုမိုးကောင်းကင်နတ်သမီးကိုထိုးပေးဖို့ပြောလိုက်တဲ့ဂျန်ရှင်းအီဟာတစ်ချက်ကြောင်သွားပြီးအေးဆက်တဲ့မျက်ဝန်းတွေထဲမှာရှုပ်ထွေးတဲ့အရေးအယောင်တွေဖြစ်ပြေးသွားတယ်ချမ်းလဲငါကဘယ်တော့မှမင်းကိုငါအတွက်ဆုံးဖြတ်ချက်ချခွင့်ပေးလို့လဲကျွန်တော်သူမကိုကြည့်ပြီးအတန်ကိုနည်းနည်းနှိမ့်လိုက်တယ်ဒီတဘောမှာတော့မင်းကိုထပ်ပြီးအသေးမခံတော့ဘူးဂျန်ရှင်းအေးရဲ့မျက်လုံးအိမ်ဟာအနှဲငယ်ကျုံသွားတယ်သူမဟာကျွန်တော်ရဲ့ဒီစကလုံးတွေကဘာအတိတ်ပဲလဲဆိုတာမသိနိုင်ပေမဲ့ကျွန်တော်မှတ်မိနေတယ်ပြီးခဲ့တဲ့ဘဝတုန်းကဂျန်ရှင်းအေးဟာကျွန်တော်ကိုကယ်တင်ဖို့အတွက်ဝက်ဝက်နတ်ဆိုးတစ်ကောင်ရဲ့နောက်ကိုလိုက်ရင်းဂူထဲကိုဆွဲသွင်းခြင်းခံခဲ့ရတယ်ကျွန်တော်သူမကိုပြန်ရှာတွေ့တဲ့အချိန်မှာတော့အေးဆက်နေတဲ့အလောင်းရဲ့တဝက်ပဲကျန်တော့တယ်ဒီတစ်ချိန်မှာတော့ကျွန်တော်သူမကိုဘေးကင်းအောင်တေချာပေါက်ကာကွယ်ပေးရမယ်တတူးဆရာကြီးကမျက်တောင်တစ်ချက်ခတ်ပြီးဘန်ကက်ကိုတိမ့်လိုက်တယ်ကောင်းပြီဒါဆိုမင်းကကျွန်တော်အပေါ်အင်ဂျီကိုချွတ်လိုက်ပြီးတမတောင်တင်းတဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကိုဖော်ထုတ်လိုက်တယ်ပြီးတော့တလုံးချင်းစီပြောလိုက်တယ်ကျွန်တော်ကတော့ရင်ဘက်မှာခံကူကဘာဦးနဲ့ဖျားကြောပြင်မှာကိုးနဂါလေးဆွဲဘယ်ဘက်ခြေထောက်မှာသုံးပါးသခင်အရှိပရင်ညာဘက်ခြေထောက်မှာကောင်းကင်ဘုံညီမြတဲ့မြောက်ပရင်တတူးထိုးမဲ့ဆရာကြီးစလိုက်ရအောင်ဆရာကြီးရဲ့လက်ထဲကတက်တူးထိုးတဲ့ဆက်ဟာမြေပြင်ပေါ်ကိုပြုတ်ကျသွားပြီးကျွန်တော်ကိုအယူတယောက်လိုစိုက်ကြည့်နေတယ်မင်းအသက်မလိုချင်တော့ဘူးလားတန်ကူကောင်းကင်ဖွင့်တက်တူးကတင်တားမြစ်ထားတဲ့ကံကြမ္မာဖြစ်နေပြီးမင်းကကိုးနဂါဆွဲရထားတက်တူးကိုပါထပ်ထိုးချင်သေးတယ်ဟုတ်လားအဲ့ဒီຢာကတာမန်တန်နာကြီးပုံမြင်တဲ့ကပုံစံမျိုးလုံးဝမဟုတ်ဘူးအဲ့ဒါကဝိညာဉ်ပေါင်းများစွာကိုဖျက်ဆီးပစ်နိုင်တဲ့တားမြစ်ထားတဲ့ဘေးဒုက္ခဆိုးကြီးပဲကျွန်တော်ကအေးဆက်ဆက်တစ်ချက်ရေလိုက်ပြီးပတ်စံထပ်တိုးပေးမယ်တိန်းတရာမလောက်ရင်တိန်းတဲ့ထောင်ပေးမယ်ဆရာကြီးကိုယ်တိုင်အကင်ပြီးထိုးပေးဖို့လိုတယ်ကြံတဲ့လူတွေကဘေးကနေကူညီပေးရုံပဲ9ရက်အတွင်းမှာအပီးထိုးပေးရမယ်ဆရာကြီးရဲ့မျက်နှာတစ်ခုလုံးတက်သွားပြီး9ရက်ဟုတ်လားမင်းယူနေပြီလားဒီလောက်ကြီးမားတဲ့ပုံစံကို9ရက်နဲ့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးကျွန်တော်ကရင်ခွင်ထဲကနေစည်ရင်တစ်ခုကိုထုတ်ယူပြီးစာပွဲပေါ်ပြစ်တင်ပေးလိုက်တဲ့စစ်ဖက်သုံးသွေးခဲဆဲတွေအရေးပြပြုပြင်တဲ့ကက်ခွာတွေနိုင်ငံခြားဖြစ်အကိုက်ခဲပျောက်ဆေးတွေနဲ့ပိုးသက်ဆေးတွေအားလုံးကိုကျွန်တော်အစဉ်သင်ပြရင်စင်ထားပြီးဆရာကြီးကတတူးကိုသာအာယုံဆိုင်ပြီးထိုးပါအသက်ကိုတော့ကျွန်တော်ဘာသာကျွန်တော်တောင်းခံထားမယ်ဆရာကြီးကကျွန်တော်ကိုတေးသေးချာချာစိုက်ကြည့်နေပြီးမိနစ်ဝက်လောက်တိတ်ဆိတ်သွားတယ်နောက်ဆုံးတော့သူကခါးကိုကိုင်းပြီးတတူးထိုးဆက်ကိုကောက်ယူလိုက်ရင်အတန်ကဝင်တုံနေပြီးကောင်းပြီးငါတစ်သက်လုံးတတူးတွေအများကြီးထိုးပေးခဲ့ဘူးပေမဲ့မင်းလိုယူသွတ်တဲ့ကောင်မျိုးတစ်ခါမှမမြင်ဘူးသေးဘူးဒီအလုပ်ကိုငါလက်ခံလိုက်မယ်3ရက်ကြာပြီးနောက်ကျန်းကျုံမျိုးရဲ့ဝေးလံတဲ့တောတောင်တွေထဲမှာတက်ဆင်ထားတဲ့အနက်ရောင်ကြောက်တုံးတွေရှိတဲ့စွန့်ပစ်ထားတဲ့မြေအောက်အခြေစိုက်စခန်းတစ်ခုရှိတယ်ဒီနေရာဟာအပေါ်ရန်ကြည့်ရင်တော့စစ်အေးတိုက်ပွဲကာလကတည်းကကြံရစ်ခဲ့တဲ့လေကြောင်းရန်ကာကွယ်ရေးကျင်းဟောင်းတစ်ခုဖြစ်ပြီးနောက်ပိုင်းမှာအကျဉ်းထောင်ဖြစ်ပြောင်းလဲခဲ့တာဖြစ်ပေမဲ့သူ့ရဲ့တကယ်အမှန်တရားကိုတော့ကျွန်တော်သိတာပေါ့အဲ့ဒါကခေဟောင်းကာလကတည်းကခြံထားခဲ့တဲ့မြေအောက်ကုတ်ကဲမှုဗဟိုဌာနဖြစ်တဲ့ပင်မအဆောက်အုံစွမ်းအင်တွင်လေဝင်လေထွက်စနစ်နဲ့ရေလောင်စနစ်တွေအားလုံးကအခုထက်ထိကောင်းမွန်နေတော့မဲကျွန်တော်ပတ်စံကုန်ခံပြီးလှုပ်ချင်တဲ့အရာကတော့ဒါကသူများကနေစပြီးတိဆောက်တာမဟုတ်ပဲပြန်လည်စတင်တာဖြစ်တဲ့မီကိုစနစ်ရဲ့ခန်းစစ်စွမ်းအားနဲ့လက်နက်စနစ်တွေကိုပုံမခိုင်မာအောင်ဖြစ်ဆွဲရမယ်ဒီ3ရက်အတွင်းမှာကျွန်တော်ကိုယ်တိုင်မှောင်ကိုဈေးကွက်အခြေစိုက်စခန်းကိုတစ်ခေါက်သွားပြီးစာချုပ်ချုပ်ဆိုတာတိဆောက်ပုံတွေကိုစစ်ဆေးတာတွေလုပ်ခဲ့တယ်စွမ်းရည်စုစည်းမှုနဲ့လေဝင်လေထွက်စနစ်တွေရှိနေသေးတာကိုတေချာအောင်လုပ်ခဲ့တယ်ကျန်တဲ့ကိစ္စရပ်တွေကိုတော့ရှိနေတဲ့စောက်လုပ်ရေးအဖွဲ့အစည်းအကုန်ရွေးပေးပြီးဖြည့်ရှင်းခိုင်းလိုက်တယ်တကယ်တော့အချိန်ကုန်ဆုံးကအခြေစိုက်စခန်းဝယ်တာမဟုတ်ပဲကျွန်တော်ရဲ့ခန္ဓာကိုယ်ပေါ်ကတားမြစ်ချက်တတူလေးခုဖြစ်တယ်ဆရာကတကယ်ပဲတန်း30အကုန်ခံပြီးငှက်တောင်ချီးမပါတဲ့ဒီလိုနေရာစုပ်ကိုဝယ်ချင်တာတေချာလို့လားအင်ချမ်းမြေအကျိုးဆောင်ကနဖူးကချွေးစေးတွေကိုတုပ်ရင်းကြံကျိုးမှာနာမည်ကြီးတဲ့ဒီလိုဖြုံးတိတက်တဲ့တထေသားကိုကြည့်နေမိတယ်ဝယ်ယုံတင်မကဘူးကျွန်တော်ကပြန်လည်ပြုပြင်မှုမှန်မှာကျွန်တော်ကလက်မှတ်အကြီးကျယ်ထိုးပြီးစာချုပ်ချုပ်လိုက်တယ်ပြီးတော့တနိုင်ငံလုံးမှာအကောင်းဆုံးဖြစ်တဲ့လုံခြုံရေးဆောက်လုပ်ရေးအဖွဲ့ကိုဆက်သွယ်ပေးဖို့ပြောလိုက်တယ်ကျွန်တော်က10ရက်အတွင်းမှာဒီနေရာကိုရင်းကောင်းတောင်ပြန်တန်းဝင်ရောက်လို့မရတဲ့ကဘာပြက်ကကာကွယ်ရေးခံတပ်ကြီးတစ်ခုအဖြစ်တိစောက်ချင်တာ9မီတာမြင့်တဲ့စစ်ဖက်သုံးအဆင့်တိုက်တေနီယန်လွိုင်းတိုင်းတွေတန်ချိန်တောင်းချီလေးတဲ့ပောက်ကွဲမှုတန်ခံတကားကြီးထိတ်တန်းဂေဟစနစ်လေပတ်မှုစနစ်ပြီးတော့မြေအောက်ထဲမှာပိတ်လှ
ထောင်ထားတဲ့စွမ်းအင်ဦးတိုင်းတွေအားလုံးကိုပြုပြင်ပြီးပြန်လည်စတင်ရမယ်ကျွန်တော်ကငွေသားသိန်း1000ထုတ်ပေးလိုက်တယ်10ရက်အတွင်းမှာအားလုံးကိုပုံအောသုံးဆွဲပစ်လိုက်မယ်ပတ်စံကပြဿနာမဟုတ်ဘူးကျွန်တော်ကလုံအားခသုံးစားပေးမယ်24နာရီပတ်လုံးမနားတမ်းလုပ်ကြပါကျွန်တော်ရဲ့အမိတ်တွေတစ်ခုပြီးတစ်ခုထွက်လာတာနဲ့အမျှတစ်ခုလုံးကဂျန်ကျိုးရဲ့ဆောက်လုပ်ရေးလောကတစ်ခုလုံးတုံးလုံးသွားခဲ့တယ်ဒီအချိန်မှာကျွန်တော်ကအကြည်ရင်းချွတ်ထားပြီးမြေအောက်တတူးဆိုင်ရဲ့အနက်ရှိုင်းဆုံးအခန်းထဲမှာထိုင်နေတယ်မိန်ပြမီးလင်းနေတဲ့မီးချောင်းကနေရံပေါ်ကိုဖျားချနေပြီးနေရံမှာတော့ကြောက်မက်ဖွယ်ကောင်းပြီးစမ်းပြတဲ့တတူးပုံစံမျိုးစုံချိတ်ဆွဲထားတဲ့လေတူးထဲမှာပိုးသက်ဆေးနဲ့တတူးဆေးရည်တွေရောနှောနေတဲ့အနက်တွေပြည့်နေနေတဲ့တတူးဆရာကြီးကိုယ်တိုင်အပ်ကိုကင်ထားပြီးကျန်တဲ့တပည့်3ယောက်ကတော့ဘေးကနေဆေးရည်ဆက်တာလိုင်းဆွဲတာနဲ့အနာကိုတုပ်ပေးတာတွေကိုဝိုင်းကူပေးနေကြတယ်ကျွန်တော်ရဲ့ကြောပြင်ပုံမှာတော့ပြီးပြည့်စုံတဲ့ကိုးနဂါပုံဆွဲဖို့အတွက်ပထမဆုံးနဂါနဲ့ရဲ့ပုံချမ်းကိုအချောတက်ပြီးသွားပြီးဒါပေမဲ့အဲ့ဒီနဂါရဲ့မျက်လုံးကိုတော့မဆွဲရသေးဘူးဒါတောင်မှပြောမပြတတ်အောင်ဖိအားပေးနိုင်တဲ့အရှိန်အဝါမျိုးရှိနေပြီးရှူရှောင်းတောင်ကတော့ဘေးမှာထိုင်နေတဲ့သူ့ရဲ့ဘဲဘက်လက်မောင်းကနှက်မင်းနှက်ကြပုံစံကတော့ထွက်ပေါ်လာပြီးဖြစ်ပြီးသွားပြင်းနှပြင်းနဲ့ရက်ဆက်မဲ့ပုံစံမျိုးရှိနေတယ်ကျန်းရှင်းရီကတော့ဘေးခန်းမှာတယောက်တည်းဆေးမင်ကြောင်အထိုးခံနေတဲ့တခြားဆေးမင်ကြောင်ဆီယာမတွေကလည်းကိုမိုးကောင်းကင်နတ်သမီးရဲ့အသေးစိတ်အချက်လက်တွေကိုဆက်ပြီးတော့ဆွဲပေးနေကြတယ်ကျွန်တော်ရဲ့ဖုန်းကတော့ဘေးနားမှာအမြဲတမ်းရှိနေပြီးမျက်နှာပြင်ပေါ်မှာရှိနေပွဲစားဆောက်လုပ်ရေးအဖွဲ့ပစ္စည်းထောက်ပံ့ပေးတဲ့သူတွေစီက message တွေကတော့အဆက်မပြတ်တက်လာနေတယ်ကျွန်တော်ကတစ်ဖက်ကလည်းအတွေအရေးပြားတဲ့စုဝင်သွားတဲ့နာကျင်မှုကိုအောက်ဤခံနေရင်းနဲ့နောက်တစ်ဖက်ကလည်းအဝေးကနေညွှန်ကြားချက်တွေပေးနေတယ်မောင်ကိုဈေးကွက်အခြေစိုက်စခန်းပြုပြင်ပြောင်းလဲရေးကတော့တပြိုင်နက်တည်းရှေ့ဆက်နေပြီးဆေးမင်ကြောင်ထိုးတဲ့ကိစ္စနဲ့မနှက်ဖြန်အတွက်ခံတက်တီဆောက်တဲ့ကိစ္စဒီနှစ်ခုစလုံးကဘယ်ရာကိုမှအချိန်ဆွဲလို့မရဘူးကျွန်တော်ဖုန်းကိုပုတ်ပြီးဖွင့်လိုက်တဲ့အခါသတင်းတစ်ခုတက်လာတယ်တုံးလို့စရာပဲတထေးကြီးရဲ့အမွေဆက်ခံသူချင်းရဲ့ကသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုရောင်းချပြီးတောနက်ထဲကစွန့်ပစ်ထားတဲ့အချင်းထောင်ကိုဝယ်လိုက်တယ်ကျွန်တော်လက်လွှင့်တဲ့ software ကိုဖွင့်ပြီးမျိုးရင်းရေပန်းစားဆုံး live အခန်းထဲကိုဝင်လိုက်တယ်အဲ့ဒီလူကတော့ကျွန်တော်ရဲ့ရန်သူတော်ကြီးဖြစ်တဲ့ကျန်းကျိုးမျိုးရဲ့အချမ်းသာဆုံးတထေးသားရွှေရွှေပဲဖြတ်စတေးလိုက်ဗီဒီယိုထဲမှာရွှေရွှေကမျိုးလေကောင်ကစိန်ခံပီလာထဲမှာထိုင်နေပြီးဝိုင်းနီခွက်ကိုလှုပ်ရမ်းရင်းနဲ့ရှေ့တိုးနောက်ဆုတ်ဖြစ်အောင်အားရပါရရေမောနေတဲ့ချင်းလေးကဘာဖြစ်သွားတာလဲတခုခုစိတ်ထိခိုက်စရာကြုံသွားရလို့လားရှူရှောင်ကျမကတော့သူ့အယူဆိုတာကိုစောစောစီစီကလေးကရိပ်မိလို့တော်သေးတာပေါ့သူ့ကိုအရင်ဆုံးဖြစ်ပြီးရှင်နဲ့တွဲခဲ့တာကြားရတဲ့လောက်တော့သူကကြက်ရှင်ရီဆိုတဲ့ဟန်ဆောင်ပန်ဆောင်မိမကိုပါခေါ်ပြီးတကိုယ်လုံးလူမိုက်တွေလိုဆေးမင်ကြောင်တွေတွားထိုးနေကြတယ်တဲ့တကယ်ကိုရဲချင်းစရာကောင်းလိုက်တာကင်မရာရွေးရသွားတဲ့အခါမှာတော့ကြောက်ရွံ့ခြင်းကခါးကိုနှွှဲနှောင်းပြီးပေါ်လာတယ်တပြပုံစံအနီရောင်ပန်းပွင့်တက်တူတစ်ခုကဆွဲမက်ဖွယ်ကောင်းလာပြီးတွေးရောင်လိုရဲရဲနီနေသည်ကျွန်တော်တစ်ချက်လမ်းကြည့်လိုက်ရမျက်ဝန်းများအနှဲငယ်တုံးလို့သွားသည်ဘီယံပန်းအရင်ဘဝကကြောက်ရွံ့ခြင်းမှာဒီတက်တူမရှိခဲ့ဘူးပါကြည့်ရတာဒီဘဝမှာတော့ရှာရီရဲ့အကြိုက်ကိုလိုက်ဖို့အတွက်သူမတော်တော်လေးအားထုတ်ထားပုံရသည်ရှာရီကတော့စိတ်လှုပ်ရှားတက်ကြွစွာဖြင့်ကင်မရာကိုကြည့်ပြီးအော်ဟစ်နေသည်မိသားစုတို့ရေဘယ်သူနားလည်နိုင်မလဲချင်းလဲကပတ်စံတွေကိုအဲ့ဒီတောင်တော်တွေကဘုံခိုချင်းထဲမှာတွားပုံထားယုံတင်မကဘူးကြားရတဲ့လောက်တော့သူကတိန်း1000ကျော်အသုံးပြုပြီးကုန်တိုက်ကြီးတွေမှာဝက်သားနဲ့ဆန်တွေကိုမှာယူပြီးအဲ့ဒီထဲမှာပဲတစ်သက်လုံးနေထိုင်ဖို့ပြင်ဆင်နေတာတဲ့ဗျာ live လွှင့်တဲ့နေရာမှာကွန်မန့်တွေချက်ချင်းပောက်ကွဲသွားသည်အမလေးစင်းရဲမွဲတေမှုကငါရဲ့စိတ်ကူးစိတ်တန်းတွေကိုကန့်တက်လိုက်တာပဲချမ်းသာတဲ့လူတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကဒီလောက်တောင်ခိရှိပြေးနေတာလားကျန်းရှင်းအော်ကငါတို့နှလုံးသားတွေကနတ်သမီးလေးလေသူမကတကယ်ပဲသူ့နောက်ကိုလိုက်ပြီးဘုံခုချင်းနဲ့တွားနေတာလားစစ်ဆေးမှုပြီးဆုံးပါပြီးချင်းလဲကတော့အုံနောက်ထဲရေဝင်သွားတာတေးကြတယ်စိတ်ချမ်းသာရေးဆေးရုံကိုဓာတ်ရိုက်ပို့ဖို့အကြံပြုပါတယ်အင်တာနက်ပေါ်ကလှောင်ပြောင်တရုံမှုတွေနဲ့ဆဲဆိုမှုတွေကိုကြည့်ပြီးရွှေရှောင်းတောင်ကတော့ဒေါသထွက်လွန်းလို့တကူလုံးတုံရင်နေသည်အကိုရှာရွေဆိုတဲ့ကောင်ကအကိုကိုအတုံးချပြီးအင်တာနက်ပေါ်မှာနာမည်ကြီးအောင်လုပ်နေတာကျွန်တော်သွားပြီးသူ့ကိုစည်ရင်းရှင်းလိုက်မယ်သူ့ကိုဂယုဆိုင်နေဖို့မလိုပါဘူးအနဲ့အရေးပြားကိုထိုးဖောက်လိုက်တဲ့နာကျင်မှုကိုကျွန်တော်ခံစားနေရသည်မျက်နှာပြင်ပေါ်ကရှာရွေရဲ့ထောင်လွှားနေတဲ့မျက်နှာကိုကြည့်ရင်မျက်ဝန်းတွေကတည်ငြိမ်နေသည်အခုလေကန်နေလေအချိန်ကျရင်ပိုပြီးငိုရလေဖြစ်လိမ့်မည်ရှောင်းတောင်းပစ္စည်းတင်တဲ့ကားရန်ကိုဆက်ပြီးစောင့်ကြည့်ထားပါငါတို့ရဲ့ကဘာပြက်ကခံတက်ဘာမှရွေးမှရှိလို့မရဘူးကျွန်တော်အသက်ပြန်ရှင်လာကြတဲ့ကအခုဆိုရင်9ရက်တိတိရှိခဲ့ပြီးဒီ9ရက်အတွင်းမှာကျွန်တော်ဒီမြေအောက်ခန်းထဲကနေဘယ်မှမသွားပဲနေခဲ့သည်ဆရာကြီးကွေးဘူးကတပည့်3ယောက်ကိုခေါ်ပြီးတယောက်တစ်လက်စီတက်ရောက်လှုပ်ဆောင်စေခဲ့သည်နေ့ဘက်တွင်အကျန်းဆွဲပြီးညဘက်တွင်ဆေးရောင်တွင်းကနနက်အာယုံတက်ချိန်တွင်အသေးစိတ်အလှဆင်ကြသည်အချိန်မီပြီးစီးစေရန်အတွက်ကျွန်ုပ်သည်မှောင်ခိုဈေးကွက်မှတဆင့်စစ်ဖက်3အဆင့်အနာကျက်မြန်ကျဲနှင့်အရေးပြားပြန်လည်ပြုပြင်ပေးသည့်အောက်ခံတိတ်ပြားများကိုပင်လူလွတ်၍ဝယ်ယူခိုင်းခဲ့ရသည်တက်တူးပုံတပုံပြီးတိုင်းပြီးချင်းအနာကျက်မြန်ကျဲဖြင့်ဒဏ်ရာမျက်နှာပြင်ကိုချက်ချင်းဖုံးအုပ်ပိတ်ဆို့လိုက်သည်မဟုတ်လျင်ယခုကဲ့သို့ပြင်းထန်လာသည့်ဒဏ်ရာတန်ချက်များကြောင့်ကျွန်ုပ်၏အရေးပြားသည်ဆက်လက်တောင့်ခံနိုင်စွမ်းရှိတော်မူမဟုတ်ပေတတမမြောင်နှင့်ညတကောင်ရန်အချိန်တွင်ဂွေးဖူ၏အနက်ရှိုင်းဆုံးနေရာရှိတီးတန့်အခန်းထဲ၌တတူးထိုးဆက်၏ညီဟဲတန်သည်နောက်ဆုံးတွင်ငြိမ်သက်သွားခဲ့ပြီဖြစ်သည်ရှူရှောင်းတောင်၏နတ်မင်းနတ်ချပုံနှင့်အာလန်ရှန်ပုံတို့မှာလွန်ခဲ့သော2ရက်ကလေးကပြီးစီးခဲ့ပြီဖြစ်သည်ကျန်းရှင်၏ကိုပါနတ်သမီးပုံကိုလည်းမနေ့ကလေးကနောက်ဆုံးပိတ်လိုင်းဆွဲခြင်းလုပ်ငန်းစဉ်များပြီးဆုံးသွားခဲ့ပြီဖြစ်သည်ကျွန်ုပ်၏ခန္ဓာကိုယ်ပေါ်တွင်မူတားမြစ်ထားသောနတ်ဖျားကြီးလေးပါ၏တတူးပုံများအလုံးနောက်ဆုံးတွင်လုံးဝပြီးပြည့်စုံသွားအားခဲ့ပြီဖြစ်သည့်ရင်ဘက်တွင်ဖန်ကူမှကဘာမြေကိုစတင်ဖန်ဆင်းသည့်ပုံကြောပြင်တွင်ငကားကိုကောင်နှင့်ကွယ်ယူပုံဘဲဘက်ခြေထောက်တွင်တုံးဟွမ်မင်းကြီးပုံနှင့်ညာဘက်ခြေထောက်တွင်ဝူကုန်းမြောင်မင်းပုံတို့ဖြစ်သည့်တက်တူးဆရာကြီးကွေးပူသည့်လက်အိတ်ကိုချွတ်လိုက်ပြီးကျွန်ုပ်ခန္ဓာကိုယ်ပေါ်ကတက်တူးပုံရင်းများကိုကြည့်ရှုကာတပ်ပြင်းတစ်ချက်ကိုရှည်လျားစွာချလိုက်ရင်းအောင်မြင်ပြီးတခင်လေးချင်းအဖိုးကြီးကျွန်ုပ်တစ်သက်လုံးတက်တူးထိုးလာခဲ့တာဒီလောက်အထိကြီးမားတဲ့အလုံမျိုးတစ်ခါမှမကြုံဘူးသေးဘူးဖန်ကူမှကဘာမြေကိုဖန်ဆင်းတဲ့ပုံငကားကိုကောင်နဲ့ကွယ်ယူပုံတုံးဟွမ်မင်းကြီးပုံဝူကုန်းမြောင်မင်းပုံအခြားအရာတွေကိုခဏဖယ်ထားဦးဒီတက်တူးအစုံကိုတစ်ခုလုံးတင်လိုက်မယ်ဆိုရင်တနိုင်ငံလုံးကတက်တူးလောကမှာဘသူကမှကျွန်ုပ်ခွေဖူကိုရှင်းနိုင်မှာမဟုတ်တော့ဘူးကျွန်ုပ်သည်တက်တူးထိုးသည့်ကရင်ပေါ်မှထိုင်လိုက်သည့်မှန်ထဲတွင်တားမြစ်ထားသောနတ်ဖျားကြီးလေးပါး၏တက်တူးပုံများသည်ကျွန်ုပ်၏ရင်ဘတ်ကြောပြင်နှင့်ခြေထောက်နှစ်ဖက်စလုံးတွင်လွှမ်းခြုံထားသည်ကိုမြင်တွေ့ရသည့်လိုင်းကြောင်းတစ်ခုချင်းစီတိုင်းကဆူရှာထက်မြက်ပြီးရှေးဟောင်းဆန်ကခန့်ညားထဲဝါလာသည့်အထူးသဖြင့်ကြောပြင်ပေါ်ကငကားကိုကောင်နှင့်ကွန်ယူပုံသည့်ကြောရုပ်တစ်လျှောက်ဘေးပင်ညာမှငကားနတ်ကိုကောင်ကရေခွေထွက်ပေါ်လာသည့်အလားအလွန်ပင်အသက်ဝင်လာပေသည်
နဂါးကိုကောင်ကတကောင်ပေါ်တကောင်ထပ်ဆင်ပြီးနဂါးအမီကိုချောင်းကကြောပြင်းရဲ့အလဲဘဟုမှာစူးစီးနေကရှေးဟောင်းကောင်းတလားအမဲကြီးတစ်လုံးကိုအသေးလဲဆွဲခေါ်နေကြတယ်ကောင်းတလားအမဲကြီးရဲ့အပေါ်မှာတွေးနီရောင်တန်ကြိုးတွေရစ်ပတ်နှောင်ဖွဲ့ထားပြီးဒါဟာရိုးရိုးစေးမြင့်ကြောင်တစ်ခုတင်ဖြစ်ပေမဲ့လည်းလူကိုပြောမပြတတ်အောင်ဖိအားပေးနိုင်တဲ့ခံစားချက်မျိုးကိုပေးစွမ်းနေတယ်ရွှေရှောင်းတောက်ကကျွန်တော်ကိုတပတ်ပတ်ပြီးကြည်ရင်မနေနိုင်ပဲတရွေ့တစ်ချက်မျိုးချလိုက်မိကအကိုဒါကလည်းအရန်ရက်ဆက်လုံးရမကြဘူးလားကျွန်တော်ဒါကိုယ်တိုင်မျက်မြင်ကိုယ်တွေ့မင်းကြောင်ထိုးတာကိုမမြင်ခဲ့ရရင်ဒီကောင်ကြီးကညကြရင်သူ့ဖာသာသူလှုပ်ရှားလာလိမ့်မယ်လို့တောင်တန်တရားဝင်မိမှာပဲလို့ပြောတယ်ကျွန်တော်အင်ဂျီပြန်ဝစ်ပြီးခန္ဓာကိုယ်ပေါ်ကနှက်ရုပ်ကမဲစာတွေကိုဖုံးကွယ်လိုက်တယ်အခုချိန်မှာတော့သူတို့ကစေးမြင့်ကြောင်တစ်ခုပဲရှိသေးတယ်တွေးလာမင်းကြီးကြားရောက်လာတဲ့ခါမှသာသူတို့ကတကယ်ကိုအသက်ဝင်နိုးထလာကြမှာဖြစ်တယ်ရွှေရှောင်းတောက်ကအံ့အားသင့်သွားပြီးတွေးလာမင်းလားလို့မေးတယ်ကျွန်တော်ချက်ချင်းပြန်မရှင်းပြပဲဖုံးကိုပဲကောက်ကင်ပြီးအချိန်ကိုတစ်ချက်ကြည့်လိုက်တယ်တွေးလာမင်းကြီးကြားရောက်လာဖို့အတွက်12ရက်တောင်လိုသေးတာပဲသွားစို့မောင်ကိုဈေးကွက်အခြေစိုက်စခန်းကိုတွားကြမယ်ကျွန်တော်တို့ရဲ့ကဘာပြက်ကခန့်တက်ကြီးကိုစစ်ဆေးရမယ့်အချိန်ရောက်ပြီနှစ်နာရီကြာပြီးနောက်မှာတော့ကျွန်တော်တို့ဟာချမ်းကျုံမျိုးရဲ့ဝေးလံတဲ့စင်ကြေဖုံးတော်နဲ့ထဲကိုရောက်ရှိလာခဲ့ကြတယ်ကုန်းနံပါတ်အမဲရောင်မောင်ကိုလို့ခေါ်တဲ့မြေအောက်ခြေစိုက်စခန်းဟာအခြေခံအဖြစ်ပြုပြင်မွမ်းမံမှုတွေပြီးစီးနေပြီဖြစ်တယ်မြေအောက်လေဝင်လေထွက်စနစ်စွမ်းအင်ဗဟိုချက်ဂေဟစနစ်တန်တရားလက်ပတ်မှုစနစ်တွေအားလုံးလည်းအသစ်ပြန်လည်စတင်နေပြီဖြစ်တယ်နောက်ထပ်ရောက်ရှိလာမယ့်12ရက်တာကာလအတွင်းမှာကျွန်တော်လုံးဝမနာခဲ့ရဘူးနေ့ဘက်မှာတော့အမဲရောင်မောင်ကိုအခြေစိုက်စခန်းရဲ့နောက်ဆုံးပြုပြဒီမုံမှန်မှုတွေကိုကိုယ်တိုင်ကိုကြစောင့်ကြည့်ပြီးညဘက်မှာတော့ပြန်လည်မွေးဖွားလာတဲ့ပင်ကိုစွမ်းအားကိုသုံးကတားမြစ်ထားတဲ့နှက်ရုပ်ကမဲစာကြီး၄ခုရဲ့တံပြန်တက်ရောက်မှုကိုဖိနှိပ်ချုပ်ချယ်ခဲ့ရတဲ့ကုန်တင်ကားတစ်စီးပြီးတစ်စီးနဲ့ရိတ်ခါပစ္စည်းတွေကတော့အခြေစိုက်စခန်းတွေကိုအဆက်မပြတ်ရောက်ရှိလို့နေတဲ့စံကြုံမုံအသားလက်လက်ဆက်ဆက်တွေစက်ဘူးတွေတောက်ရည်တန့်တွေစေဝါပစ္စည်းတွေဒီဇယ်စီတွေအကြီးစားလမ်းကျန်းမောင်းကားတွေအရန်မီဆက်တွေနဲ့စစ်ဖက်သုံးကာကွယ်ရေးဝတ်စုံတွေဝယ်ယူလို့ရနိုင်သမျှရှင်တန်ရေးရိတ်ခါပစ္စည်းမှန်သမျှကိုကျွန်တော်အကုန်လုံးတင်းကျုံဝယ်ယူခဲ့တဲ့အပြင်လောကကလူတွေအားလုံးကကျွန်တော်ကိုယူသွားပြီလို့ထင်နေကြပေမဲ့လည်းယဉ်ကျေးမှုကဘာကြီးအတွက်အချိန်သိမ့်မကျန်တော့ဘူးဆိုတာကိုကျွန်တော်တယောက်တည်းသာသိနေခဲ့တယ်တွေးလာမင်းကြီးမကြောက်ခင်တရက်အလိုနောက်ဆုံးအတုပ်ပစ္စည်းများကိုမှောင်ခိုဈေးအခြေစိုက်စခန်းဂိုဒေါင်ထဲသို့ပို့ဆောင်လိုက်ပြီးဖြစ်သည်စံကြုံမုံတောက်ရည်စီတုပူလက်ဆက်အေးခဲသားစေဝါဒီဇယ်နှင့်အရန်မီးဆက်များစစ်ဖက်ဆိုင်ရာကာကွယ်ရေးဝတ်စုံများမှာတောင်းလို့ပုံနေပြီးမြေအောက်သုံးထပ်ဂိုဒေါင်တစ်ခုလုံးပြည့်ရှံလူနီးပါးဖြစ်နေသည်ရှုရှောင်းတောင်းသည်ဂိုဒေါင်ဝတွင်ရက်နေရင်မျက်လုံးများပြူးကျနေပြီးအကိုလင်းအကိုကနောက်ဘဝအထိဒီထဲမှာနေဖို့ပြင်ဆင်နေတာလားကျန်းရှင်းရီကလည်းရှေ့ကမြင်ကွင်းကိုတိတ်ဆိတ်စွာကြည့်နေသည်သူမသည်ပစ္စည်းအမြောက်များစုဆောင်းထားသည်ကိုကြိုသိနေတော့လဲရှင်တန်ရေးပစ္စည်းများပြည့်နေနေသည့်မြေအောက်ဂိုဒေါင်ကြီးကိုကိုယ်တိုင်မြင်လိုက်ရသည့်အခါမျက်မှောင်ကျုံမိသွားသည်ချင်းလင်းရှင်တကယ်ပဲဘာကိုခုခံကာကွယ်ဖို့ပြင်နေတာလဲကျွန်တော်ချက်ချင်းပြန်မဖြေပဲကိုတောင်အလဲတို့ရှောက်သွားကညာဘက်လက်ကိုဖြင်းညင်းစွာမြောက်လိုက်ပြီးနောက်တစ်စက္ကန့်တွင်စိတ်အာရုံတစ်ခုလှုပ်ရှားသွားပြီးရှက်ခနဲအတန်နှင့်အတူရှိတွင်ရှိသောသုံးထပ်တိုက်အမြင့်နီးပါးရှိပြီးတန်ချိန်ထောင်ချီလေးသောပစ္စည်းများအားလုံးသည်တခဏချင်းအတွင်းလေထဲ၌ပျောက်ကွယ်သွားသည်မူလကပြည့်ရှံနေသောမြေအောက်ကိုတောင်ကြီးသည်တစ်စက္ကန့်အတွင်းဟာလာဟင်းလင်းဖြစ်သွားတော့သည်မြေပြင်ပေါ်တွင်လေးလံသောပစ္စည်းများကြောင့်ဖိတိတ်ထားသည့်အမှတ်အသားများနှင့်လေတူးထဲတွင်မပြဲသေးသည့်ဒီဇယ်နှင့်ရိတ်ခါနှံများသာကျန်ရစ်ခဲ့သည်ရှုရှောင်းတောင်တယောက်နေရာတွင်တင်ကြောင်အန်းသွားသည်သူသည်မျက်လုံးကိုပို့လိုက်ခတ်လိုက်လုပ်ပြီးနောက်ဂိုဒေါင်လဲတို့အမြန်ပြေးဝင်ကဟာလာဟင်းလင်းဖြစ်သွားသည့်မြေပြင်ပက်ပက်လဲကိုသုံးဘက်ခန့်ပတ်ကြည့်နေသည်ထို့နောက်အံ့ဩတုန်လှုပ်စွာဖြင့်ကျွန်တော်ဘက်သို့လှည့်ကြည့်ကအတန်များပင်တုံရင်လျက်အကိုလင်းပစ္စည်းတွေဘယ်ရောက်ကုန်တာလဲဒီလောက်ကြီးတဲ့ဂိုဒေါင်ထဲကပစ္စည်းတွေလေကျွန်တော်ခုနကမျက်စိတမိတ်ဖွင့်လိုက်တာနဲ့တန်ချိန်ထောင်ချီရှိတဲ့ပစ္စည်းတွေအကုန်ပျောက်သွားပြီကျန်ရှင်းရီရဲ့တုတ်ပြန်မှုကရှုရှောင်းတောင်းလောက်မပြင်းထန်ပေမဲ့အမြဲတမ်းကြည်လင်အေးချမ်းနေတဲ့သူမရဲ့မျက်ဝန်းစုံကတော့ဒီအချိန်မှာတိတိတတာကိုတုံးလုံးမှုကိုပြနေတယ်သူမကကျွန်တော်စီကိုဖြည်းဖြည်းချင်းရှောက်လာပြီးကျွန်တော်ရဲ့ညာဘက်လက်ကိုစိုက်ကြည့်ရင်ဒီကောရှင်ဒါကတကယ်ပဲဘာအခြေအနေလဲလို့မေးတယ်ကျွန်တော်ခဏလောက်တိတ်ဆိတ်သွားမိတဲ့ကိစ္စတွေကဒီအဆင့်ထိရောက်လာမှတော့သူတို့ကိုဆက်ပြီးဖုံးကွယ်ထားဖို့မလိုတော့ပါဘူးတွေးလာမင်းကြီးကြာဆင်းလာဖို့24နာရီတောင်မလိုတော့တဲ့အတွက်သူတို့တွေအမှန်တရားကိုတည်ထားဖို့လိုအပ်ပါတယ်ကျွန်တော်ကဖြည်းဖြည်းချင်းနှုတ်ဖွင့်လိုက်ပြီးဒါကတဝက်တစ်ပြက်စိတ်ဝိညာဉ်ဟင်းလင်းပြင်တစ်ခုပဲငါခန္ဓာကိုယ်ထဲကထူးခြားတဲ့ပြောင်းလဲမှုတချို့နဲ့သက်ဆိုင်နေတယ်လို့ပြောလိုက်တယ်ပြန်လည်မွေးဖွားခြင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အပြည့်အစုံရှင်းမပြသေးပါဘူးသူတို့ကိုမယုံကြည်လို့မဟုတ်ပဲအခုချိန်မှာအများကြီးပြောလိုက်ရင်သူတို့စိတ်ထဲမှာပိုပြီးဝင်တော့ဝင်ဖို့ဖြစ်သွားမှာဆိုလို့ပါကျွန်တော်ကဆက်ပြီးတော့မင်းတို့တည်ထားရမှာကဒီဟင်းလင်းပြင်ထဲမှာရိတ်ခါဖြစ်စီးအမြောက်များကိုတူလောင်ထားလို့ရတယ်ပြီးတော့အထဲမှာအချိန်ကရက်တက်နေတလောက်ဖြစ်နေတာကြောင့်အစားအသောက်တွေထည့်ထားရင်ပုတ်တိုးမသွားဘူးဆေးဝါးတွေလည်းအာနိသင်မပြတ်ပြဲဘူးစီစားလက်နဲ့ရွှေတုံးတွေအကုန်လုံးကိုရေရှည်ထိမ့်သိမ်းထားလို့ရတယ်လို့ရှင်းပြလိုက်တဲ့ရှုရှောင်းတောင်းကပါဆက်အကျယ်ကြီးဟာသွားပြီးဒါဆိုရင်အကိုကပစ္စည်းတွေအများကြီးစုဆောင်းနေတာကဂိုဒေါင်ထဲမှာဒီတိုင်းပုံထားဖို့မဟုတ်ပဲကိုနဲ့အတူအမြဲတမ်းယူဆောင်သွားဖို့ပေါ့ဟုတ်လားလို့မေးတယ်ကျွန်တော်ကဟုတ်တယ်လို့ပြန်ပြဒီလိုက်တယ်လီကောအကိုကျွန်တော်တို့ကိုဘာတွေများဖုံးကွယ်ထားသေးတာလဲမနှက်ဖြန်ညမှာတွေးလာမင်းကြီးကြာဆင်းလာလိမ့်မယ်တွေးလာမင်းဟုတ်လားမနှက်ဖြန်ည10နာရီမှာကောင်းကင်ကလာမင်းကြီးဟာတွေးလို့ရဲရဲနေသွားလိမ့်မယ်အဲ့ဒီနောက်မှာတော့မြေအောက်ထဲကနေမြူမဲတွေထွက်ပေါ်လာပြီးတစ်ကမ္ဘာလုံးကိုလွှမ်းခြုံသွားလိမ့်မယ်တတဝါနဲ့အပင်အားလုံးဟာယူသွစွာပြောင်းလဲသွားလိမ့်မယ်ခွေးနဲ့ကြောင်တွေဟာလူသားစားတဲ့တားရဲတိရစ္ဆာန်တွေဖြစ်လာလိမ့်မယ်အပင်တွေကလည်းလူရှင်တွေကိုဝါမျိုးလိမ့်မယ်မြို့ပြတွေဟာနိုင်ပိုင်းတွင်းမှာတင်စနစ်တကျရှိမှုကိုဆုံးရှုံးသွားလိမ့်မယ်လူသားတို့ရဲ့ကဘာဥယဉ်ကျေးမှုဟာတညတာတွင်းမှာတင်ပျက်စီးသွားလိမ့်မယ်ဂိုဒေါင်ထဲမှာတော့အေးဆက်ဆက်ရာသီဥတုလိုပဲရှုရှောင်းရဲ့နှက်ခမ်းတွေတုံးလုံးသွားခဲ့တယ်ဒီတစ်ချိန်မှာတော့သူချက်ချင်းမနောက်ပြောင်နိုင်တော့ဘူးဘာလို့လဲဆိုတော့ခုနကတင်ကုန်ပစ္စည်းတန်ချိန်ထောင်ချီပြီးလေထဲကိုပျောက်ကွယ်သွားတဲ့မြင်ကွင်းကသူ့ရဲ့ပုံမှန်အတိတရားကိုလုံးဝရိုက်ချိုးဖျက်ဆီးပစ်လိုက်လို့ပဲကျန်းရှင်းကြီးကလည်းပြန်မပြောနိုင်ခဲ့ဘူးသူကကျွန်တော်ကိုပဲစိုက်ကြည့်နေမိတယ်ဒါဆိုတက်တေကဘာမှလဲမင်းခုနကမြင်ခဲ့ရတာကတက်တေတွေတဲကတခုပဲပြီးတော့မင်းတို့ခန္ဓာကိုယ်ပေါ်ကတက်တူးတွေလည်းပါတာပေါ့ကျန်းရှင်းရီဟာမတိစိတ်အရာသူ့ရဲ့နောက်ကျောဘက်ကိုပြန်လှည့်ကြည့်လိုက်တယ်ကျွန်တော်ကဆက်ပြောလိုက်တယ်လပြည့်ဝင်းနီရဲ့စွမ်းအင်ကလူသားတွေရဲ့ခန္ဓာကိုယ်ပေါ်ကတက်တူးတွေကိုနိုးထစေလိမ့်မယ်တက်တူးတွေကိုတကယ်တကိုးရှိတဲ့ရုပ်တုတွေဖြစ်ပြောင်းလဲပေးလိမ့်မယ်ရိုးရိုးပုံစံတက်တူးတွေကတော့အနိုင်ဆုံးအဆင့်ခန္ဓာကိုယ်ကြန့်ခိုင်မှုကိုပဲနိုးထစေနိုင်တယ်တာရဲတိရစ္ဆာန်တက်တူးတွေကတော့တာရဲအတွင်ပြောင်းလဲနိုင်တဲ့စွမ်းအားကိုနိုးထစေနိုင်တယ်နက်တန်နာကြီးတက်တူးတွေကတော့တကယ်နက်ဖျားတွေရဲ့တကိုးစွမ်းအားကိုနိုးထစေနိုင်လိမ့်မယ်တက်တူးကပိုပြီးရှေးကြလေပိုပြီးပြည့်စုံလေတည်ဆောင်ထားတဲ့ကံကြမ္မာကပိုကြပြီးမှလေပဲနိုးထလာပြီးတဲ့နောက်ရရှိမဲ့စွမ်းအားကလည်းပိုပြီးကြောက်စရာကောင်းလိမ့်မယ်ဒါကြောင့်မင်းကငါ့ကိုနတ်မင်းနာကြနဲ့နတ်မင်းအာလင်စိန်ကျွန်းတက်တူးတွေထိုးခိုင်းခဲ့တာကငါ့ကိုအသက်ရှင်စေခြင်းလို့ပေါ့မင်းရဲ့နာကြနဲ့အာလင်စိန်ကျွန်းနတ်မင်းတက်တူးတွေကထိတ်တန်းနတ်တန်နာကြီးတက်တူးတွေပဲမင်းသာလပြည့်ဝင်းနီရဲ့နိုးထခြင်းတန်ကိုခံနိုင်ရရှိမယ်ဆိုရင်မင်းကတခြားနိုးထလာသူအများစုထက်အစာပေါင်းများစွာပိုပြီးတန်မာလာလိမ့်မယ်အဲ့ဒီနောက်ကျွန်တော်ကကျန်းရှင်းရီကိုထက်ကြည့်လိုက်တယ်ရှင်းရီမင်းရဲ့ကိုးပါးနဲ့သမီးတက်တူးကလည်းအရန်ကိုအစွမ်းထက်ပါတယ်
စင်ကဲပြောင်းလဲမှုစစ်မြေပြင်တစ်ခုလုံးကိုခြုံငုံထိန်းချုပ်နိုင်တဲ့စွမ်းရည်မြင့်မားတဲ့နည်းလမ်းတွေဖြစ်တယ်နောက်ဆုံးသောနေ့ရက်တွေမှာအစိတ်တောက်တွေညဉ့်ညမ်းမှုတွေနဲ့စိတ်ဝိညာဉ်ကိုတိုက်ခိုက်မဲ့အရာတွေပိုပြီးများလာလိမ့်မယ်မင်းရဲ့တက်တူကတော်တော်လေးအရေးကြီးတယ်ဒါကြောင့်မင်းအိမ်ချမ်းမြေတွေကိုရောင်းပြီးအမောင်ကျောက်တုံးအခြေစိုက်စခန်းကိုဝယ်တဲ့ပစ္စည်းတွေစုဆောင်းနေပြီးတော့ငါတို့ကိုတက်တူထိုးပေးတယ်ဆိုတာဒါတွေအကုန်လုံးကစိတ်ကူးပေါက်လို့လုပ်ခဲ့တာမဟုတ်ဘူးပေါ့မင်းတကယ်တော့အစကတည်းကကိစ္စကြီးတစ်ခုခုဖြစ်တော့မယ်ဆိုတာကိုသိနေခဲ့တာပဲဟုတ်တယ်ကျန်းရှင်ရဲ့မျက်နှာပေါ်ကတုံးလုံး6ချောင်းမှုတွေကတဖြည်းဖြည်းပြောက်ကွယ်သွားပြီးအစားထိုးဝင်ရောက်လာတာကတော့စိုးရိမ်ပူပန်မှုတွေဖြစ်တယ်ရှုရှောင်တောင်းရဲ့အကြည့်တွေကလည်းတတိုင်းနဲ့ထဲပြောင်းလဲသွားခဲ့တယ်မခံမနိုင်ဘူးအကိုလင်းဒါဆိုကျွန်တော်ဖေနဲ့အမေကကျွန်တော်ဖေနဲ့အမေကမျိုးလေကကားပြင်ဝှက်ရှော့မှာရှိနေတော့မယ်လေမစိုးရိမ်ပါနဲ့ငါလူလွတ်ပြီးသွားခေါ်ခိုင်းထားပြီးပြီမင်းမပြောလိုက်တာလေအဲ့ဒါကရင်နှန်းစီကနေပြန်ပို့ပေးတဲ့ဓာတ်ရိုက်ဗီဒီယိုဖိုင်ဖြစ်တဲ့အနက်ရောင်တန်ချက်ကစီးပွားရေးသုံးကားတစ်စီးကခြံတန်းလန်းဟောင်းရဲ့အပြင်ဘက်မှာရက်တန့်လိုက်တဲ့ကားတကားပွင့်သွားပြီးအနက်ရောင်စစ်ဝတ်စုံဝတ်ဆင်ထားတဲ့တက်တော်ဆောင်နှစ်ယောက်ကတက်လက်ပိုင်းဇနီးမောင်နှံနှစ်ဦးကိုကားပေါ်တက်ဖို့ကူညီပေးခဲ့တဲ့အမျိုးသားကအရက်မရှိဘူးအသားရည်ကညိုမဲပြီးလက်တွေပေါ်မှာတော့နှစ်ပေါင်းများစွာကားပြင်ရာကနေစွန့်ထင်ကြံရစ်ခဲ့တဲ့ဆက်စီကြီးတွေအပြည့်ရှိနေတဲ့ရှူရှောင်းတောင်းကဖန်သားပြင်ကိုကြည်ရင်းမြတ်ဝန်းတွေကတပြိုင်နက်တည်းရဲတောက်သွားခဲ့တယ်ကျေးဇူးတင်ပါတယ်အကိုငါကအမောင်ကျောက်တုံးအခြေစိုက်စခန်းအတွက်ပြုပြင်ထိန်းသိမ်းရေးသမားတွေနဲ့ထောက်ပံ့ရေးဝန်ထမ်းတွေလိုအပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ခေါ်ခိုင်းလိုက်တာပါကျိုတင်ဆက်သွယ်ထားတဲ့ဦးလေးနဲ့အန်တီတွေကတော့ကဘာပြတ်တော့မဲ့အကြောင်းကိုမသိကြပါဘူးကျွန်တော်ကလာစာကောင်းကောင်းပေးပြီးအခြေစိုက်စခန်းမှာရက်အနည်းငယ်လောက်အလုပ်လုပ်ဖို့ဖိတ်ခေါ်တယ်လို့ပဲထင်နေကြတာပါရင်တန်းကမိနစ်20ကြာရင်ရောက်လာပါလိမ့်မယ်ရှုရှောင်းတောက်ရဲ့နှက်ခမ်းတွေတုံးလုံးသွားပြီးအတော်ကြာတဲ့အထိဘာမှပြန်မပြောနိုင်ခဲ့ပါဘူးပြီးခဲ့တဲ့ဘဝတုန်းကသွေးနီရောင်လာမင်းကြီးကြာဆင်းလာပြီးနောက်ရှုရှောင်းတောက်ဟာမိဘတွေကိုကယ်တင်ဖို့အတွက်ချန်နယ်မျိုးကိုအသက်လူပြီးပြန်သွားခဲ့ပါတယ်ဒါပေမဲ့ချန်နယ်မျိုးဟောင်းဟာတဏီပြောင်းသားရဲတွေရဲ့ဝါမျိုးချင်းကိုခံလိုက်ရတာကြားပါပြီသူနောက်ဆုံးရှာတွေ့ခဲ့တာကတော့ဖခင်ဖြစ်သူရဲ့ကျူးပဲနေတဲ့လက်ပတ်နိုင်တစ်လုံးနဲ့မိခင်ဖြစ်သူဘယ်တော့မှမစွန့်ပြစ်ရခဲ့တဲ့ဟောင်းရနေတဲ့အေပရိုလေးတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီနေ့ကစပြီးရှုရှောင်းတောက်ဟာယူသွတ်သွားတယ်လို့မျိုးသားရဲတွေကိုတကောင်ပြီးတကောင်တက်ဖြတ်ခဲ့ပြီးနောက်ဆုံးမှာတော့တားရဲဒီရေလိုင်းတွေကြားထဲမှာတေဆုံးသွားခဲ့ရပါတယ်ဒီတစ်ချိန်မှာတော့အဲ့ဒီလိုနာကျင်မှုမျိုးကိုသူတို့ကိုထပ်ပြီးမကြုံတွေ့စေရပါဘူးကျွန်တော်သူ့ရဲ့ပခုံးကိုပုတ်ပေးလိုက်ပြီးစိတ်ချပါဦးလေးနဲ့အန်တီတို့ကိုဒီတစ်ချိန်မှာကျွန်တော်ဆောက်ရှောက်ပေးပါမယ်လို့ပြောလိုက်ပါတယ်ရှုရှောင်းတောက်ဟာခေါင်းငုံထားပြီးပခုံးတွေအနှဲငယ်တုံးနေခဲ့ပါတယ်အတော်ကြာမှခေါင်းမော်လာပြီးမျက်ဝန်းတွေနီရဲလျက်နဲ့လီကောကျေးဇူးတင်ပါတယ်လို့ပြောပါတယ်ကျွန်တော်ပြုံးလိုက်ပြီးကြက်ရှင်တယောက်ငြိမ်သက်စွာနဲ့ဒီမြင်ကွင်းကိုကြည့်နေတာကိုသတိပြုမိလိုက်ပါတယ်ခဏအကြာမှာတော့သူကလေတံတိုးတိုးနဲ့ဒါဆိုကျွန်တော်ရဲ့ဖခင်ကောလို့မိပါတယ်ကျန်းစီမန်ကအခုချိန်မှာအလုံးလုံးကြုံတဲ့နေရာမှာရှိနေပါတယ်ကျွန်တော်အဖေကိုတီးလို့လားနဂါးနိုင်ငံရဲ့စွမ်းရည်သုတေသနအဖွဲ့ကစီမံကိန်းပညာရှင်ကျန်းချန်ရွမ်ဟာလွန်ခဲ့တဲ့လဝက်လောက်ကတည်းကစစ်တပ်ရဲ့လွှဲပြောင်းခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီးမြို့တော်ရဲ့မြေအောက်ခြေစိုက်စခန်းကိုရောက်ရှိနေပါပြီ။အဲ့ဒီမှာအဆင့်မြင့်ဆုံးစွမ်းရည်မျိုးတွေစီမံကိန်းတစ်ခုကိုပါဝင်လှုပ်ဆောင်နေတာပါ။အဲ့ဒီနေရာဟာလက်ရှိနဂါးနိုင်ငံမှာအလုံးစုံဆုံးနေရာတွေထဲကတစ်ခုဖြစ်ပါတယ်။မင်းရဲ့မိခင်နဲ့ပတ်သက်ရင်တော့ကျွန်တော်စကားကိုခိတ္တရက်လိုက်ပါတယ်။ကျန်းရှင်ရဲ့မိခင်ဟာငယ်စဉ်ကတည်းကယောဂနဲ့ကွယ်လွန်သွားခဲ့တာဖြစ်ပြီးဒါဟာသူ့နှလုံးသားထဲကအနာကျင်ရဆုံးဒဏ်ရာတစ်ခုဖြစ်ပါတယ်။သူထပ်ပြီးအကျိုးကြောင့်မမေ့တော့ပဲခေါင်းကိုသာညှင်းတာစွာညှင်းပြလိုက်ပြီးကျွန်တော်နားလည်ပါပြီလို့ပြောပါတယ်။ကျွန်တော်သူတို့နှစ်ယောက်ကိုကြည့်ပြီးလေတံကိုခက်ပြက်ပြက်ပြောင်းလိုက်ပါတယ်။အခုချိန်ကစပြီးဟေးရှိအခြေစိုက်စခန်းကိုလုံးဝပိတ်ဆို့လိုက်ပြီးအခြေစိုက်စခန်းကနေမထွက်ခွာပါနဲ့ရှူရှောင်းတောင်ကအသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီးခေါင်းညှိပြလိုက်တဲ့ကျန်းရှင်းကြီးကလည်းကြောပြင်ပေါ်ကနတ်မင်းကိုပါရဲ့လှုပ်ဝက်ဆန်းကျဲတက်တူကိုဖြင်းညင်းစွာဖိနှိပ်လိုက်တယ်ကျွန်တော်ခေါင်းမော့ပြီးအခြေစိုက်စခန်းအပြင်ဘက်ကညမောင်မောင်ကိုကြည့်လိုက်တယ်အရာအလုံးအစင်သစ်ဖြစ်နေပြီးလိုအပ်တာအလုံးပြည့်စုံသွားပြီးဒုတိယမြောက်နေ့မနက်ခင်းဟေးရှိအခြေစိုက်စခန်းရဲ့မြေအောက်လူနေမှုဆောင်ရှူရှောင်းတောင်ရဲ့မိဘတွေကိုအန္တရာယ်ကင်းဆုံးလူနေမှုအခန်းထဲမှာနေရာချထားပေးပြီးရှုကြံ့ကော်ကငငယ်တုန်းကစစ်သားလုပ်ခဲ့ဘူးတာကြောင့်ဘာတွေဖြစ်လာတော့မလဲဆိုတာအတိအကျမသိပေမဲ့ဟေးရှိအခြေစိုက်စခန်းရဲ့ကာကွယ်ရေးအဆင့်တန်းကိုမြင်ပြီးတဲ့နောက်မူမမန်နာတစ်ခုခုကိုချက်ချင်းရေးမိလိုက်တယ်သူဘာမှအများကြီးမမေးပါဘူးရှုရှောင်းတောင်ရဲ့ပခုံးကိုပုတ်ပေးပြီးတခုံးပဲပြောခဲ့တဲ့အခြေအနေတိုင်းလိုက်လို့ပါတေချာခယူးဆိုင်လို့ပါတဲ့လီကွေလန်ကတော့မိဖို့ကြောင့်ထဲမှာတမနက်ခင်းလုံးအလုရှုံနေပြီးကျွန်တော်တို့အတွက်ကတမ်ပွင့်မုတ်ထုတ်တအိုးကိုအတင်းပြုတ်ပေးခဲ့တဲ့ရှူရှောင်းတောင်ကမျက်ရည်တွေဝိုင်းရင်းစားနေပေမဲ့ပါဇက်ကတော့ရေနေတုံးပဲကဘာပြက်ကမကြရောက်ခင်မှာအိမ်လုံးအစားအစာပူပူနွေးနွေးလေးတစ်နက်စားခွင့်ရတာဟာလူအများစုအတွက်တော့နောက်ဆုံးမျှော်လင့်ချက်တစ်ခုပါပဲမင်းညကကျွန်တော်နောက်ဆုံးရရှိတဲ့ပစ္စည်းတွေကိုမြေအောက်အာကာသတိုးလောင်ယုံနဲ့ထည့်လိုက်ပြီးဟေးရှိအခြေစိုက်စခန်းရဲ့နောက်ဆုံးတက်ဆင်ထားတဲ့ဆယ်လန်အဆင့်ရှိတဲ့တတုဆက်တကားကြီးကလည်းအယုံတက်ချိန်မှာလုံးဝပိတ်ဆို့သွားခဲ့ပြီးမြေအောက်ခံတက်တဲ့ခုလုံးမီးထွန်းလင်းနေပြီးနှစ်ပေါင်းများစွာတင်စီထားတဲ့မြေအောက်စွမ်းအင်ဦးတိုင်းကလည်းအပြည့်အဝစတင်လေပတ်နေပြီးစောင့်ကြည့်ရေးမျက်နှာပြင်ပေါ်မှာပြင်ပက360ဒီဂရီပတ်လည်မြင်ကွင်းတွေကိုပြသနေတဲ့ရှူရှောင်းတောင်ကမုတ်ထုတ်တပကံကိုကင်ပြီးဘေးမှာထိုင်ကစောင့်ကြည့်နေတဲ့ကျန်းရှင်းရီကတော့မျက်နှာပြင်အကြီးကြီးရှိမှရပ်ပြီးပြင်ပကာကွယ်ရေးစနစ်ကိုစစ်ဆေးနေတဲ့သူမရဲ့ကိုပေါ်ကနတ်မင်းကိုပါရဲ့လှုပ်ဝက်ဆန်းကျဲတက်တူကတော့လုံးဝပြန်လဲကောင်းမွန်သွားပြီးအေးဆက်တည်ငြိမ်တဲ့အငွေ့တက်တွဒီထဲမှာစကလုံးနဲ့ဖော်ပြရခက်တဲ့ထက်မြက်မှုတွေပုံမစိတ်ဝင်နေတယ်အဲ့ဒီအချိန်မှာတင်ကျွန်တော်ဖုန်းထဲမှာမျိုးရင်းရေပန်းစားနေတဲ့သတင်းတစ်ခုတက်လာတဲ့ရှူရွက်ကတခါပြန်ပြီးဝဲလွင့်နေပြန်ပြီးဖန်သားပြင်ထဲမှာတော့ရှူရွက်ကမြို့လေခေါင်ကစိန်ခံပီလာထဲမှာစီးစိမ်ကြီးနဲ့ပါတီပွဲတစ်ခုကျင်းပနေတော့မယ်ဖန်သားမီဆိုင်အောက်မှာရှမ်ပိန်းမျောစင်တွေဂီတတန်တွေမိမလလေးတွေနဲ့တထေးသားတွေရှိနေပြီးဝဲလွင့်တဲ့အခန်းတစ်ခုလုံးကိုတောက်စားမှုရတဲ့အငွေ့တက်တွေနဲ့ပြည့်နေစေတဲ့ကျွန်တော်ကောင်းမော်ပြီးအချိန်ကိုတစ်ချက်ကြည့်လိုက်တော့လနီကြရောက်ဖို့အတွက်တနာရီတောင်မလိုတော့ဘူးရှူရွက်ကကြောက်ရွံ့ခြင်းကိုဖတ်ထားပြီးကင်မရာကိုကြည့်ကရေမောရင်းလှောင်ပြောင်းနေတဲ့မိသားစုဝင်တို့မြင်ကြလာခြင်းလဲဆိုတဲ့အယူကအခုလောက်ဆိုတောင်ပေါ်ကစစ်အမိုးကအောက်ထဲပုံနေလောက်ပြီးအမဲသားဝက်သားတွေကိုနာနိုနီးပညာနဲ့အများကြီးဝယ်ပြီးတော့ကျန်းရှင်းကိုပါခေါ်ပြီးတတူးသွားထိုးသေးတယ်သူကကဘာပြတ်တော့မဲလို့တကယ်ကြီးထင်နေတာလားမသိဘူးကြောက်ရွံ့ခြင်းကသူ့ရင်ခွင်ထဲမှာမိနွဲ့ပြီးပျော်ရွှင်စွာရေမောနေတဲ့ရှုသခင်လေးကလည်းမပြောပါနဲ့တော့ကျမကတော့ချင်းလဲမနှက်ဖြန်ဘလို့စသိမ်းမလဲဆိုတာတကယ်ပဲကြည့်ကျင်သေးတဲ့ရှူရွက်ကလက်ထဲကဝိုင်းနီခွက်ကိုလှုပ်ရမ်းရင်ပို့ပြီးတော့တောင်းကျမ်းစွာရေမောလိုက်တယ်တကယ်လို့ဒီညဘာမှမဖြစ်ခဲ့ရင်မနှက်ထန်ကြရင်ငါလူခေါ်ပြီးတောင်ပေါ်ကိုသွားမယ်ချင်းလဲရဲ့စုပ်ပြတ်တက်နေတဲ့စစ်အမိုးအကာကိုဖျက်ဆီးဖြစ်ပြီးသူ့ကိုစိတ်ချမ်းသာရေးစေးရုံကိုကိုယ်တိုင်ပို့ပေးမယ်ဝိုင်းလွင့်တဲ့အခန်းထဲမှာလှောင်ပြောင်တန်တွေစူညံတန်တွေနဲ့ယူသွမှုတွေပြည့်နေနေတယ်ဒါပေမဲ့အမောင်ခြေဆိုင်စခန်းထဲမှာတော့စွမ်းရင်ဗဟိုချက်ရဲ့နေစင်းနဲ့မြေဟိတံပဲကြမ်းရှိတော့ပြီးအလွန်တိတ်ဆိတ်နေတယ်
ကျွန်တော်လက်ကောက်ဝတ်ကိုမြောက်ပြီးအချိန်ကိုကြည့်လိုက်တယ်23နာရီ59မိနစ်စက္ကန့်10လက်နီကြာရောက်ဖို့နောက်ဆုံး10စက္ကန့်ပဲလိုတော့တယ်ပြင်ပကဘာကတော့ယူသွနေတော့မယ်အမောင်အခြေဆိုင်စခန်းထဲမှာတော့စွမ်းရင်ဗဟိုချက်ရဲ့နေစင်းနဲ့မြေဟိတ်တံပဲကြန့်ရှိတော့တယ်10စက္ကန့်အကြာမှာကျွန်တော်ဓာတ်နဲ့ခရင်ကိုချလိုက်တယ်အချိန်မနာရီတူးညကိုရောက်သွားတယ်ဝုန်းရှေးဟောင်းကဘာကနေလာတဲ့အလားတုံခါသွားတဲ့အတန်ကြီးနဲ့တူတလောကလုံးရဲ့ကောင်းကင်ပြားကြီးဟာပြင်းထန်စွာတုံခါသွားခဲ့တဲ့ live လွှင့်ခန်းထဲမှာတော့စောစောကတင်လောင်ပြောင်ရင်မောနေတဲ့ရှူရဲရဲ့အတန်ဟာရုတ်တရက်ရပ်တန့်သွားခဲ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဘီလာဝရန်နာမှန်ပြတင်းပေါက်အပြင်ဘက်ကညကောင်းကင်ရံမှာချိတ်ဆွဲထားတဲ့လာချန်ကွေးလေးဟာဒီခိုက်တက်မှာပဲထူဆန်းပြီးကြောက်မက်ဖွယ်ကောင်းတဲ့တွေးနေအောင်ဖြစ်ပြောင်းလဲသွားခဲ့လို့ပါပဲ။တွေးလိမ့်လိမ့်နဲ့မျက်လုံးအိမ်ကြီးလိုမျိုးလူလောကကြီးကိုဆူဆူဆိုက်ဆိုက်ကြည့်နေတယ်လို့ပါပဲ။အဲ့ဒီနောက်မှာတော့တဆက်မပြေပဲထူထက်လွန်းလာတဲ့အမဲရောင်မျိုးကိုတွေဟာမြေအောက်ထဲကနေပန်းထွက်လာပြီးတခဏချင်းမှာပဲကြမ်းကြိုးမျိုးတစ်မျိုးလုံးကိုဖုံးလွှမ်းသွားခဲ့တဲ့အောင်မလေးအဲ့ဒါဘာကြီးလဲလာကြီးကဘာလို့ဒီလောက်တောင်နေရတာလဲ live လွှင့်ခန်းထဲမှာတော့ရှူရဲဟာထိတ်လန့်တုန်လှုပ်စွာနဲ့အော်ဟစ်နေခဲ့တယ်သူ့လက်ထဲကဝိုင်းနီခွက်ဟာကျန်းပြင်ပေါ်ကြောက်ကွဲသွားတာကိုတောင်သတိမထားမိတော့ပါဘူးဝုန်းဟုတ်ရုတ်တရက်ပဲ live လွှင့်နေတဲ့ကင်မရာမြင်ကွင်းထဲမှာကြောက်ရွံ့ခြင်းရင်ခွင်ထဲပွေ့ချထားတဲ့အမျိုးကောင်းနဲ့ဒီခွေးလေးဟာလူကိုချက်တီးမွေးညင်းထားစေမဲ့ဟိန်းဟောက်တန်တွေကိုပြုလုပ်လာခဲ့တဲ့တိတ်နဲ့ချီတဲ့ကြည့်ရှုသူပရိသတ်တွေရဲ့ရှေ့မှောက်မှာတင်အဲ့ဒီတက်ဒီခွေးလေးရဲ့ခန္ဓာကိုယ်ဟာလေးမုတ်တွင်းထားတဲ့ပူပေါင်းလိုမျိုးအယူမှုကြီးထွားလာခဲ့တဲ့တကူလုံးမှာလည်းအမဲရောင်စူးချုံတွေထွက်လာပြီးမျက်လုံးအစုံကတော့တွေးနီအောင်ပြောင်းသွားခဲ့တဲ့ကြီးမားလာတဲ့ပါးစပ်ကြီးထဲမှာတော့ဓာတ်မြောင်တွေလိုထက်မြက်လာတဲ့သွားဆွဲတွေနဲ့ပြင်းနေခဲ့တဲ့အဲ့ဒီလိုနဲ့တွေးခွဲပြောင်းလဲသွားတဲ့တက်ဒီခွေးကြီးဟာကြောက်ရွံ့ခြင်းစီကိုပြင်းထန်စွာခုံအုပ်လိုက်ပြီးထက်မြက်လာတဲ့လက်သေးတွေနဲ့သူမရဲ့ပခုံးကိုကုတ်ချစ်ကလူတကိုယ်လုံးကိုကျန်းပြင်ပေါ်တွန်းလဲပစ်လိုက်တဲ့ live လွှင့်နေတဲ့ကင်မရာကလည်းပြင်းထန်စွာတုံခါသွားပြီးဆူရှာလာတဲ့အော်ဟစ်တန်တွေဟာတခဏချင်းမှာပဲနားစီကိုဖောက်ထွက်မတက်ထွက်ပေါ်လာခဲ့တဲ့ရှူရဲကဲပါဦးကြောက်ရွံ့ခြင်းရဲ့မျက်နှာဟာဖြူရော်နေပြီးရှူရဲစီကိုအသက်လူကလက်ကမ်းခဲ့တယ်ဒါပေမဲ့ရှူရဲကတော့ကြောက်လက်တုံလို့ပြီးလက်ပြလွတ်မတက်ဖြစ်နေရပါပြီဖယ်ဆန်းအနားမလာနဲ့သူဟာကြောင်ကရန်နဲ့နောက်ကိုဆုတ်သွားရင်အတင်းလန်းလာတဲ့ကြောက်ရွံ့ခြင်းရဲ့လက်ကိုတောင်ခြေထောက်နဲ့ကန်ထုတ်ပစ်လိုက်တယ်အဲ့ဒီနောက်မှာတော့လဲကြရာကနေအလူရက်ထားပြီးဒုတိယထပ်စီကိုကမန်းကတန်းထွက်ပြေးသွားခဲ့တော့တယ်ကြောက်ရွံ့ခြင်းသည်မြေပြင်ပေါ်သို့လဲကျသွားပြီးပခုံးပေါ်ရှိအဝတ်စားများဆုပ်ပြဲကတွေးများဆင်းထွက်လာခဲ့သည်ဒီကိုယ်လုံးလဲတုံရင်နေပြီးကဲကြပါဦးဟုအော်ဟစ်နေရှာသည်သို့တော်သူမအားပြန်လဲထူကောင်းပြုသူမှာပြတလဲထွက်ပြေးတိမ်းရှောင်သွားသောရှူရ၏ကြောပြင်သာရှိတော်သည်ထိုအချိန်တွင်ဗီဇပြောင်းလဲနေသောဝက်ဝင်ရုပ်ကြီးသည်အတန်နှင်းဖြင့်ဟိန်းဟောက်ကထပ်မံချင်းကပ်လာပြန်သည်တွေးရောက်လွှမ်းနေသောမျက်လုံးများဖြင့်သူမအားဆိုက်ကြည့်နေသည်တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင်မူကွန်မန့်အားလုံးဒီအယူမှုလောက်ခတ်နေကြပြီးလူကဲကြပါဦးရှူရွေးကဘာလို့တယောက်တည်းထွက်ပြေးသွားတာလဲခုနတင်မဲ့ချစ်တယ်လို့ပြောနေပြီးတော့အခုကျတော့သူမကိုပြစ်ချခဲ့ပြီးသွားပါပြီသူမတော့တေးရတော့မယ်ဟုရေးသားနေကြသည်ကြောက်ရွံ့ခြင်းဤမျက်ဝန်းထဲမှာမျောလင်းချက်အလင်းတန်းများသည်တဖြည်းဖြည်းနှင့်မိမ့်မိန်သွားပြီးထိုအရာ၏အစားထိုးမှုမှာပြင်းထန်သောမကျေနပ်မှုနှင့်နာကျည်းမုန်းတီးမှုများဖြစ်လာခဲ့သည်ထိုသားရဲကြီးသည်အပေါ်သို့ခုံအုပ်တော်မူအချိန်၌ပင်သူမ၏ခါတွင်ရှိသောနီရဲသောပန်းပွင့်တက်တူသည်ရုတ်တရက်ဆန်းကျဲသောတွေးရောင်လင်းတန်းများလင်းထိန်လာပြီးအလင်းရောင်များဖြစ်ထွန်းနေသောတွေးနီရောင်ပန်းပွင့်ဖက်များသည်သူမ၏ကိုယ်အောက်မှတိတ်တဆိတ်ပွင့်လန်းလာခဲ့သည်လေထုထဲတွင်အေးစိမ်ပြီးချုံငိမ်သောပန်းရနံ့များပြန့်လွင့်လာပြီးဗီဇပြောင်းလဲနေသောဝက်ဝင်ရုပ်ကြီး၏လှုပ်ရှားမှုသည်ရုတ်တရက်ရပ်တန့်သွားသည်ယင်းသည်အလွန်မင်းအန္တရာယ်ရှိသောအနံ့အသက်တစ်ခုခုကိုရရှိလိုက်တဲ့ကဲ့သို့တွေးရောင်လွှမ်းသောမျက်လုံးများထဲတွင်ကြောက်ရွံ့ထိတ်လန့်မှုများထင်ဟပ်လာခဲ့သည်ကြောက်ရွံ့ဒီချင်းသည်ခေါင်းကိုဖြည်းဖြည်းချင်းမောကြည့်လိုက်ရာသူမ၏မျက်ဝန်းအိမ်နှက်ဆိုင်သောနေရာတွင်တွေးနီရောင်ပန်းပင်လေကြီးပွင့်လန်းနေသည်ကိုထင်ဟပ်နေပြီးပြောမပြတတ်အောင်အေးစိမ်သောအငွေ့တက်များပါရှိနေသည်မင်းကပါငါ့ကိုပြစ်ချခဲ့တာပဲလားဟုရေရွတ်လိုက်သည်ရှူရွေ့သည်လေကားထိပ်သို့ထွက်ပြေးလွတ်မြောက်ခါနီးတွင်ထိုစကားကိုကြားလိုက်ရသဖြင့်တကိုယ်လုံးတုန်လှုပ်သွားပြီးနောက်သို့ပြန်လှည့်ကြည့်လိုက်ရာကြောက်ရွံ့ခြင်း၏ကိုအောက်တွင်တွေးနီရောင်ပန်းပွင့်များတိတ်တဆိတ်ပွင့်လန်းနေသည်ကိုမြင်တွေ့လိုက်ရသည်ထိုပန်းပွင့်ဖက်များသည်ဝိညာဉ်အမြင်နှံများကဲ့သို့ဗီဇပြောင်းလဲနေသောဝက်ဝင်ရုပ်ကြီး၏ခြေလက်များကိုဖြည်းဖြည်းချင်းရစ်ပတ်နောက်ဖွဲ့လိုက်သည်ခုနတင်ပဲရက်ဆက်ချမ်းကျုံနေသောတာရဲကြီးသည်ယခုခါတွင်မူအိမ်မက်ဆိုးတစ်ခုထဲသို့ကြားရောက်သွားတဲ့ကဲ့သို့မြေပြင်ပေါ်တွင်ဝစ်စင်းကတုံရင်နေရှာသည်ကြောက်ရွံ့ခြင်းသည်နေရန်ကိုတွဲဖက်ကတဖြည်းဖြည်းချင်းထွက်လိုက်သည်သူမ၏ပခုံးပေါ်ရှိတန်ရသည်သူ့ရဲ့ကြောပြင်ကအနီရောင်ပန်းပွင့်ပုံစံတွေနဲ့ဖုံးလွှမ်းသွားတဲ့ဖြူဖြော့နေတဲ့မျက်နှာပေါ်မှာထူးဆန်းပြီးကြောက်စရာကောင်းတဲ့အပြုံးတစ်ခုပေါ်လာတဲ့ live လွှင့်တဲ့အခန်းထဲမှာတော့ဒီအချိန်မှာလုံးဝကိုပောက်ကွဲယူသွတ်သွားကြပြီးဟာပြသူ့နိုးထလာပြီးသူ့ကိုယ်ပေါ်မှာပန်းတွေပွင့်နေတာဒါကဘာစွမ်းအားလဲတကယ်ကိုထူးဆန်းလုံးနဲ့နောက်တစ်စက္ကန့်မှာပဲမြင်ကွင်းကရုတ်တရက်အမှောင်ကျသွားပြီး live လွှင့်တာပြတ်တောက်သွားတယ်ကျွန်တော်ကတော့မှောင်မဲသွားတဲ့ဖုံးမျက်နှာပြင်ကိုကြည့်ရင်းပါးစပ်ထောင်းကနေအေးဆက်ဆက်ပြဘုံတစ်ခုထွက်ပေါ်လာတဲ့တေချင်းတရားရဲ့တစ်ဖက်ကန်းကပန်းပွင့်တွေပွင့်ရင်တေချင်းတရားစီရောက်ရမယ်လမ်းစားမရှိတော့ဘူးကြောက်ရွံ့ခြင်းဒီတစ်ချိန်မှာတော့မင်းကမင်းအတွက်တကယ်ကိုတင့်တော်တဲ့တေတွင်းကိုရွေးချယ်လိုက်တာပဲလေကောဟုတ်ကဲ့ပါအကုန်လုံးရှုပ်ကွက်ကုန်ပြီးရွှေချောင်းတောင်ကစောင့်ကြည့်ရမျက်နှာပြင်ပေါ်ကဖြတ်တောက်ထားတဲ့မြို့ပြမြင်ကွင်းကိုကြည့်ပြီးအတန်တွေတုံရင်နေတဲ့အပြင်ဘက်ကိုမကြည့်နဲ့တော့စိတ်ကိုတည်ငြိမ်အောင်ထားကျွန်တော်ကရုတ်တရက်လှည့်ကြည့်ပြီးအတန်ကြဲကြဲနဲ့အော်လိုက်တယ်ဘာလို့လဲဆိုတော့အခုချိန်မှာအဖြူရောင်လာမင်းစွမ်းအင်တွေကကျွန်တော်တို့စီကိုဆင်းသက်လာလို့ပဲရွှေချောင်းတောင်နဲ့ချက်ရှင်ရီတို့နှစ်ယောက်စလုံးတပြိုင်နက်တည်းနာကျင်စွာညီးတွားလိုက်ကြတယ်လာမင်းစွမ်းအင်တွေကစူပွက်နေတဲ့ချော်ရည်တွေလိုမျိုးသူတို့ခန္ဓာကိုယ်ထဲကိုယူသွတ်စွာစီးဝင်သွားတယ်ရွှေချောင်းတောင်ရဲ့ဘယ်ဘက်လက်မောင်းပေါ်ကနတ်ဖျားသုံးပါးတတူးကနေကောင်းကင်ကိုတလက်မဲ့မီးတောက်တွေပောက်ကွဲထွက်လာတဲ့ညာဘက်လက်မောင်းပေါ်ကအာလန်နတ်ဖျားရဲ့တတိယမြောက်မျက်လုံးကလည်းရုတ်တရက်ပွင့်လာတယ်လို့မျိုးရွှေရောင်အလင်းတန်းတွေထွက်ပေါ်လာတဲ့ကျန်းရှင်းရည်ရဲ့ကြောပြင်ပေါ်ကနတ်သမီးပုံစံကတော့ကောင်းကင်ဘုံကနတ်ဖျားပုံစံအဖြစ်ပြောင်းလဲသွားပြီးသူမတကူလုံးကိုလေထဲမှာမြောက်တင်ထားတဲ့မူလကအေးဆက်လက်ပါတဲ့အချိန်ဝါကအခုချိန်မှာတော့မြင့်မြတ်ပြီးမလေးမစားမလို့ရလောက်အောင်ဖြစ်သွားတယ်သူတို့တွေနိုးထလာကြပြီးဒါပေမဲ့ကျွန်တော်ခံယူထားတဲ့လက်မင်းစွမ်းအင်ကတော့သူတို့ထက်အစ100အစ1000မကပိုများတယ်ကျွန်တော်ကကိုပေါ်ကအင်ဂျီကိုဆွဲဆုပ်လိုက်တဲ့ရင်ဘက်ပေါ်ကဖန်ကူတတူးကလည်းညှို့မိုင်းနဲ့အလင်းတန်းတွေထွက်ပေါ်လာတယ်ထိုခဏ၌ဆူရှာလာသောမှောင်ရွှေရောင်အလင်းတန်းများရုပ်ချီးပောက်ကွဲထွက်လာပြီးကဘာဦးကာလာကဲ့သို့ရှေးဟောင်းဆန်လာသောတန်တရားတစ်ခွင်ကိုပင်ဖိနှိပ်ချုပ်ချယ်နိုင်သည့်အကျွင်းမဲ့အင်အားတရက်သည်ကျွန်ုပ်ကိုဗဟိုပြု၍ဝုန်းကနေပောက်ကွဲထွက်ပေါ်လာသည့်စက်တိုက်ဆိုသလိုပင်ကျွန်ုပ်၏ကြောပြင်ဘက်မှအကွဲလူမတက်ပြင်းထန်လာသောနာကျင်မှုကိုခံစားလိုက်ရပြီးကိုးကောင်မြောက်ငကားဟိန်းတန်သည်လေချောင်းရန်ကာကွယ်ရေးလိုင်ကူ၏အနက်ဆိုင်ဆုံးနေရာမှတပြိုင်နက်တည်းဟိထွက်သွားတော့သည်ကြောပြင်ပေါ်ရှိကိုးငကားကောင်းတလားစွာပုံရိပ်သည်လက်မင်းနီ၏စွမ်းအင်များစီးဆင်းလာမှုအောက်တွင်လုံးဝတက်ဝင်နိုးထလာခဲ့ပြီးဖြစ်သည်မဲမောင်လာသောနဂါးရိပ်ကိုခုသည်ကျွန်ုပ်၏ကြောပြင်နောက်မှဖြင်းညင်းစွာထွက်ပေါ်လာပြီးနဂါးခန္ဓာကိုယ်ကြီးများသည်ကြီးမားထေဝါလာကအကြီးခုံများမှဆူရှတ်တောက်ပနေပြီးတွေးရောင်လွှမ်းသောနဂါးမျက်လုံးများလည်းတပြိုင်နက်ပွင့်လာကြသည်ယင်းတို့သည်ရှေးဟောင်းကောင်းတလားအမဲကြီးတစ်လုံးကိုဆွဲခေါ်လျက်ကျွန်ုပ်၏နောက်ကျောတွင်လွှင့်မျောနေကြသည်ကောင်းတလားအမဲကြီးပေါ်ရှိတွေးနီအောင်တန်ကြိုးများသည်တစ်စစ်ချင်း
တင်းကျပ်လာပြီးစာဖွဲ၍မရနိုင်သောတားမြစ်နယ်ပယ်ဤဖိအားသည်မြေအောက်ခံတက်တစ်ခုလုံးကိုချက်ချင်းလွှမ်းမိုးသွားတော့သည်ရွှေရှောင်းသောဤမျက်နှာသည်ဖြူလျော်သွားပြီးရန်ဖေးရှုပင်လျင်နောက်ဆုတ်သွားရသည်ကျန်းရှင်ဤကြောပြင်နောက်မှကိုမိုးနှက်သမီးရုပ်တုသည်လည်းအန်ရကိုဗီဇအရာခံစားမိသည့်အလားအနှဲငယ်တုံးလောက်သွားခဲ့သည်ကျွန်ုပ်ဤဘဲဘက်ခြေထောက်တွင်မူအရှိရတိုင်းဤပုံရိပ်မှနေမင်းစစ်မှန်သောမိတောက်များတောက်လောင်လာပြီးအရက်ရှိမျက်နှာကိုပြချနိုင်လောက်သည့်အရှိန်အဝါမျိုးရှိနေသည်ကျွန်အုတ်ဤညာဘက်ခြေထောက်တွင်လည်းကောင်းကင်တန်းခိုးရှင်စွမ်းအားနိုးထလာပြီးတိုက်ခိုက်လိုစိတ်များမိုးထီအောင်ပောက်ကွဲထွက်လာကစစ်နက်ဖျားကိုထဲသည်ခန့်ညားထဲဝါလာပြီးမြည်သည့်အတက်ပညာများတက်ရောက်မှုမရှိတကယ်သို့ဖြစ်နေသည်အထို့ထိတ်တားမြင့်အင်အားကြီးလေးခုသည်ယခုခါတွင်တပြိုင်နက်တည်းနိုးထလာခြင်းဖြစ်သည်သို့သောအချိန်တို့အတွင်းမှာပင်ကျွန်ုပ်သည်ရင်းတို့အကြားဖြစ်ပေါ်လာသောပဋိပက္ခကိုအတင်းအကျပ်ဖိနှိပ်လိုက်ရသည်တားမြင့်အင်အားကြီးလေးခုစလုံးသည်ပြင်းထန်လွန်းလာသဖြင့်လက်ရှိကျွန်ုပ်၏အခြေအနေနှင့်မူမြည်သည့်ရင်းနှီးမှုများမရှိဘဲတပြိုင်နက်တည်းအပြည့်အဝအသုံးပြုရန်မဖြစ်နိုင်သေးပေဖန်ကူ၏အဓိကအင်အားကိုနဂါကောင်းတလားဆွဲအင်အား၏နှိမ်နှင်းခြင်းနှင့်တကြိုခြင်းအရှိရက်တိုင်း၏မိတောက်များကောင်းကင်တန်းခိုးရှင်၏တိုက်ခိုက်လိုစိတ်၏အရာများကိုအသုံးပြုတိုင်းတွင်တစ်ခုချင်းစီသာရွေးချယ်အသုံးပြုနိုင်သည်အတိအကျပင်ထိုအချိန်၌လေကြောင်းရန်ကာကွယ်ရေးလိုင်ကူပြင်ပရှိတိုက်တေနီယန်တပ်တုဆက်တကားကြီးစီမှပြင်းထန်လာသောတိုက်ခိုက်တံကြီးထွက်ပေါ်လာသည်စောင့်ကြည့်ရေးစက်ခရင်ပေါ်တွင်မူတောနက်ထဲရှာလူအုပ်ကြီးကိုမြင်တွေ့လိုက်ရသည်ပြောင်းလဲလာတဲ့တောဝက်တွေနဲ့ပြောင်းလဲလာတဲ့ပရွက်စိတ်တွေကအသက်ရှင်ကျန်ရစ်သူတွေရဲ့အနံ့ကိုအာယုံခံပြီးတကားမကြီးကိုအယူမှုဝင်တိုက်နေကြတဲ့အကိုကြီးတောင်ပေါ်ကတားရဲတွေတနေပြောင်းကုန်ကြပြီးရှူဆောင်တောင်ကအာလောင်ရှန်ရဲ့နက်ဖျားပုံရိပ်နဲ့ပေါက်ဆက်ထားတဲ့သုံးချောင်းထောက်နှစ်ဖက်သွားလံကိုလက်ထဲမှာချစ်ချစ်ပါအောင်စုပ်ကင်ထားပြီးမျက်လုံးထဲမှာတိုက်ပွဲဝင်လို့စိတ်တွေအပြည့်ဖြစ်နေတဲ့ကျွန်တော်ကလက်ဘင်းကိုတစ်ချက်လိမ့်လိုက်တော့အယိုးတွေစီကနေမိုးချိုးပစ်တယ်လို့အတန်တွေထွက်ပေါ်လာတဲ့သွားကြစုအပြင်ထွက်ပြီးခြေလက်လှုပ်ရှားကြတာပေါ့ဒီခေါ်ဝေါ်နေကြတဲ့ကဘာပြက်ကတနေပြောင်းသားရဲတွေကငါတို့ရဲ့မြည်ဆန်းစရာအမိဖြစ်ဖို့အရေးချင်းပြည့်မီရဲ့လားဆိုတာကြည့်ရသေးတာပေါ့လေချောင်းရန်ကာကွယ်ရေးချင်းရဲ့အပြင်ဘက်မှာမြုပ်ခိုးမဲတွေဖုံးလွှမ်းနေပြီးတနေပြောင်းသားရဲ့အကောင်ပေါင်း10ချီကတိုက်တေနီယန်တက်တုဆက်တိုင်းကိုအယူအမှုဝင်တိုက်နေကြတဲ့အားလုံးရဲ့ခေါင်းဆောင်ကတော့ခန္ဓာကိုယ်အလျား3မီတာကျော်ရှိပြီးတကိုယ်လုံးမှာအမဲရောင်အကြီးခွန်တွေနဲ့ပြည့်နေနေတဲ့တနေပြောင်းတော့ဝက်ဘရင်ပဲဖြစ်တယ်သူတစ်ချက်ချင်းစီဝင်တိုက်လိုက်တိုင်းမြေပြင်ကြီးတစ်ပြင်လုံးတုန်ခါသွားရတယ်လေချောင်းရန်ကာကွယ်ရေးချင်းရဲ့ဘေးတကားကဖြည်းဖြည်းချင်းပွင့်လာပြီးကျွန်တော်ကအပေါ်ပိုင်းပလာချင်းနဲ့ရှူဆောင်တောင်းနဲ့ကျန်ရှင်းရီတို့ကိုခေါ်ပြီးခြေလမ်းကျဲကြီးတွေနဲ့ထွက်လာခဲ့တယ်လက်ဆက်တဲ့တွင်းညီနှံကိုရသွားတဲ့အတွက်တနေပြောင်းသားရဲ့အုပ်စုကချက်ချင်းပဲတိုက်ခိုက်တာကိုရပ်တန့်လိုက်ပြီးအားလုံးကခေါင်းလဲလာကြတယ်တွေးအောင်လွှမ်းနေတဲ့မျက်လုံးတွေနဲ့ကျွန်တော်တို့ကိုတေချာစိုက်ကြည့်နေကြတယ်တနေပြောင်းတောဝက်ဘရင်ကအော်ဟစ်မြည်တမ်းလိုက်ပြီးခြေလေးချောင်းလုံးနဲ့အရှိန်ပြင်းပြင်းပြေးဝင်လာခဲ့တယ်အဲ့ဒါကတကယ်ကိုတင်ကားအကြီးစားတစ်စီးကျွန်တော်စီကိုပြေးဝင်လာတယ်လို့ပဲအကိုကြီးတတိထားအဲ့ဒါကအဆင့်တဲ့အထွတ်ထိပ်တနေပြောင်းသားရဲပဲရှူဆောင်တောင်းကစိတ်လှုပ်ရှားပြီးရှေ့ကိုတက်ချင်နေပေမဲ့နောက်ဆုံးနေလိုက်ကျွန်တော်ကအေးဆက်ဆက်နဲ့စကားနှခုံပဲပြောလိုက်ပြီးမူလနေရာမှာပဲရက်နေခဲ့တယ်မရှောင်တလို့မတိမ်ဘူးတောဝက်ဘရင်ရဲ့လှန်ရှည်လိုရှည်လျားလာတဲ့အဆွဲကကျွန်တော်ရဲ့ရင်ဘက်ကိုထိုးဆိုင်တော့မဲ့အချအိမ်မှာပဲကျွန်တော်လှုပ်ရှားလိုက်တယ်ဘာပိုလှုပ်ရှားမှုမှမရှိပဲညာဘက်လက်ကိုပဲမြောက်လိုက်ပြီးလက်ငါးချောင်းကိုလက်တီးဆုပ်လိုက်တယ်ပန်ကူးရဲ့စွမ်းအားကျွန်တော်စိတ်ထဲကနေတိတ်တဆိတ်ရွတ်ဆိုလိုက်တယ်ရင်ဘက်ပေါ်ကပန်ကူးရဲ့တတူးကနေရုတ်တရက်ဆိုသလိုရွှေဝါရောင်အလင်းတန်းတွေထွက်ပေါ်လာပြီးမိုးပြရောင်ရှေးဟောင်းဘီလူကြီးရဲ့ပုံရိပ်ရောင်ကလက်တီးပေါ်မှာစူးစီးသွားပြီးတစ်ချက်တည်းထိုးချလိုက်တဲ့ဝုံလေထုဟာကြောက်မက်ဖွယ်ကောင်းတဲ့အင်အားကြောင့်အဆုံးစွန်အထိဖိသိက်ခံလိုက်ရပြီးနာကွဲမတက်လေးခွဲတန်တွေထွက်ပေါ်လာတယ်ငါရဲ့လက်တီးဟာတနေပြောင်းတောဝက်ဘရင်ရဲ့ဥကောင်းထက်ကိုအားရပါရတက်တဲ့ကြီးကြားရောက်သွားခဲ့တယ်ဝုံကနေမြေဟဲသွားတဲ့အတန်းနဲ့ကြီးတစ်ခုသာကြားလိုက်ရပြီးအာနာဆက်ပြင်းပြတဲ့အတွင်းအားတစ်ခုကသူ့ရဲ့မာကျောတဲ့ဥကောင်းခွန်ကိုထိုးဖောက်ဝင်ရောက်သွားကခန္ဓာကိုယ်အတွင်းကတက်ဆောင်အားလုံးကိုတိုက်ရိုက်ချေမှုန်းပစ်လိုက်တဲ့အလေးချိန်တန်ပေါင်းများစွာရှိတဲ့တနေပြောင်းတောဝက်ဘရင်ဟာနာကျင်စွာအော်ဟစ်ဖို့တောင်အချိန်မရလိုက်ပဲကြီးမားလာတဲ့ခန္ဓာကိုယ်ကြီးကရွှွန့်လွန်တုံးကြီးလိုငါခြေထောက်နာမှာပြိုလဲကျသွားခဲ့တယ်လက်တီးတစ်ချက်ထဲနဲ့အဆင့်တစ်ခုရဲ့ထိတ်ဆုံးရဲရင်နဲ့တားရဲဘရင်ကိုအပြည့်ရှင်းပစ်လိုက်တာပဲထို့နောက်ချက်ချင်းပဲငါရဲ့နောက်ကျောဘက်ကနေကိုခုမြောက်အတန်းနဲ့လာတဲ့ငကားဟိမ့်တန်ထွက်ပေါ်လာပြီးကိုငကားဆွဲတဲ့ခေါင်းတလားပုံရိပ်ရောင်ကငါနောက်မှာပေါ်ထွက်လာတဲ့မြင်းနဲ့တဲ့ငကားကိုကောင်ဟာသွေးနီရောင်ငကားမျက်လုံးတွေကိုဖြင်းချင်းစွာဖွင့်လိုက်ပြီးကြောက်မက်ဖွယ်ကောင်းတဲ့ရှေးဟောင်းကောင်းတလားအမဲကြီးကိုဆွဲခေါ်ကကောင်းကင်ရံမှာကက်လန့်ဖြက်တရှိနေတဲ့ကိုငကားနှိမ်နှင်းခြင်းငါရဲ့အတန်ဆုံးသွားတာနဲ့အမျှဝုံကနဲ့မြည်ဟေးသွားပြီးကောင်းတလားအမဲပုံရိပ်ရောင်ကအနှဲငယ်တုန်ခါသွားက6နှစ်ကြီးတဲကနေလာတယ်လို့မျိုးတားမြစ်ထားတဲ့ဖိအားတစ်ခုကတထောင်လုံးကိုတခဏချင်းအတွင်းလွှမ်းခြုံသွားခဲ့တဲ့အဲ့ဒီအစင်းနှိပ်တနေပြောင်းသားရဲတွေဟာပြန်လဲခုခံဖို့နေသားတုတ်ပြန်ဖို့တောင်အင်အားမရှိပဲမြေပြင်ပေါ်မှာဓာတ်ရိုက်ဝစ်စင်းသွားကြရတဲ့တကိုယ်လုံးကအယိုးတွေဟာမခံမရက်နိုင်အောင်ဖြစ်ပြီးတကျွတ်ကျွတ်မြည်တမ်းတွေထွက်ပေါ်လာက10စက္ကန့်အတွင်းမှာတင်တနေပြောင်းသားရဲ့အကောင်ပေါင်းများစွာဟာတက်လုံးပြုတ်ပြုံးသွားခဲ့ရတဲ့ရှူဆောင်တောင်ကဒါကိုမြင်ပြီးပါဇက်အဟောင်းသားဖြစ်သွားရတယ်လီကောအကိုကတော့တကယ်ကိုမယုံနိုင်စရာကောင်းတော့အောင်လွန်တဲအစွမ်းထက်လွန်းတာပဲကျန်းရှင်းကလည်းငါနောက်မှာရက်နေပြီးအေးဆက်လာတဲ့မျက်ဝန်းတွေထဲမှာအံ့အားသင့်တုန်လုံးမှုတွေဖြစ်တဲ့သွားခဲ့တယ်ငါကတော့ဘာမှပြန်မရှင်းပြပဲတနေပြောင်းတော့ဝက်ဘရင်ရဲ့ရှေ့ကိုရှောက်သွားလိုက်တယ်လက်ကိုမြောက်ပြီးသူ့ရဲ့ဦးခေါင်းကိုဓာတ်နဲ့မွန်းလိုက်တဲ့အခါလက်မအရွယ်စားလောက်ရှိပြီးဖြောတော့တဲ့အနီရောင်လင်းတန်းတွေဖြာထွက်နေတဲ့ဒလင်းကြောက်တစ်ခုကငါလက်ဖွားပေါ်ရောက်ရှိလာတဲ့ကဘာပြက်ကက်ရဲ့အရေးကြီးဆုံးငွေကြေးဖြစ်တဲ့တားရဲဦးတိုင်ပဲငါရဲ့နှက်ခမ်းတောင်းကအနှဲငယ်ကွင်းညွတ်သွားပြီးကဘာပြက်ကက်ရဲ့ပထမဆုံးသောရရှိမှုပဲလို့ရေးရွတ်လိုက်တယ်လက်ထဲရောက်လာပြီးငါကအဲ့ဒီမိစ္ဆာအမြုတွေကိုတဝက်တစ်ပြက်စကြဝင်လာတဲ့တင်းစီလိုက်တဲ့မိစ္ဆာအမြုတွေဝင်သွားတာနဲ့အမျှတဝက်တစ်ပြက်စကြဝင်လာကအနှဲငယ်တုံခါသွားတာကိုငါရှင်းရှင်းလင်းလင်းခံစားလိုက်ရတဲ့ချက်ထွင်မှုကအလွန်တင်းငယ်ပေမဲ့တကယ်ပဲနည်းနည်းပိုကြီးလာတဲ့အရင်ဘဝတုန်းကလူသားတွေဟာမိစ္ဆာအမြုတွေကနိုးထသူတွေရဲ့စွမ်းအားကိုမြင့်တင်ပေးနိုင်ုံတင်မကပဲအထူးစကြဝင်လာရဲ့တိုတန်ဖျားကြောင်းနဲ့လက်နက်ပစ္စည်းကိရိယာတွေရဲ့လှုပ်ဆောင်ချက်ကိုပါမြင့်တင်ပေးနိုင်တာကိုမကြခင်မှာပဲရှာဖွေတွေ့ရှိခဲ့ကြတယ်ကဘာပြကက်ကက်ရဲ့နောက်ပိုင်းကာလမှာဆိုရင်ဒါကရွှေထက်တောင်တာလုံပြီးငွေကြေးအဖြစ်အစားထိုးကတခုတည်းသောအများသုံးအယောင်းဝယ်ပစ္စည်းဖြစ်လာခဲ့တယ်ငါကရှောင်းတောက်ကိုလှည့်ကြည့်လိုက်ပြီးဒီမိစ္ဆာအမြုတွေအကုန်လုံးကိုတူးထုတ်လိုက်အသားတွေကိုလည်းလေလွင့်မခံနဲ့စင်ကဲပြောင်းလဲပြီးရင်တူလောင်ထားလို့ရတယ်လို့ပြောလိုက်တယ်ကောင်းပါပြီရှောင်းတောက်ကချက်ချင်းပဲစိတ်သက်တွေတက်ကြွလာပြီးကောင်းပါပြီလို့ပြန်ဖြေတယ်အဲ့ဒီအချိန်မှာတင်မလန်မကန်ကတောင်လန်းပေါ်ကနေရုတ်တရက်ခြေတံမရပြဲတွေနဲ့အကူအညီတောင်းတန်တွေထွက်
အပေါ်လာတဲ့ကဲကြပါဦးပြတနာစရာကောင်းတော့အောင်ဖြစ်ပျက်နေတဲ့လူ10ယောက်ကျော်လောက်ဟာလေအော်ဘတ်အော်နဲ့ဘုံကိုချင်းဘက်ကိုပြေးလာနေကြတာကိုတွေ့လိုက်ရတယ်သူတို့နောက်မှာတော့ဟိုင်းနာရီလူမျိုးခန္ဓာကိုယ်ရှိတဲ့တွေးဆနေတဲ့ပိုးကောင်ကြီးအချို့ကလိုက်ပါလာကြတယ်ငါးမျက်လုံးကိုမှိတ်ကြည့်လိုက်ပြီးအရှိကဥဆောင်လာတဲ့လူကိုတေချာမြင်လိုက်ရတယ်လူဝါကြီးအရင်တုန်းကမှောင်ခိုဈေးကွက်အပြင်ဘက်ဆောက်လုပ်ရေးလုပ်ငန်းကိုတာဝန်ယူခဲ့တဲ့ကန်ထရိုက်တာပဲအရင်ဘဝတုန်းကဒီလူစုဟာငါဒုက္ခရောက်နေတဲ့အချိန်မအခွင့်ကောင်းယူပြီးနှိပ်စက်ခဲ့ကြရုံတင်မကဘူးငါ့ကိုမိစ္ဆာကောင်တွေစီတွန်းပို့ပြီးအချိန်ဆွဲခဲ့ကြသေးတယ်တထေးချံကဲပါဦးပြကဲကြပါဦးငါတို့ကိုအထဲပေးဝင်ပြီးပုံးပယ်ရစီဦးအားလုံးကကြမ်းကျုံမျိုးကလူတွေကြီးပဲလေမကယ်ပဲမနေပါနဲ့ဗျာငါနေရတင်ရက်ပြီးသူ့ကိုအေးဆက်ဆက်ကြည့်နေမိတယ်မကယ်ပဲမနေပါနဲ့လေလားငါမျက်လုံးထဲမှာအေးဆက်တဲ့အရေးရောင်တစ်ခုဖြစ်ပြေးသွားတယ်အရင်ဘဝတုန်းကမင်းတို့ငါ့ကိုဒုက္ခပေးခဲ့ကြတာလေတပြားတိုက်ခံရတဲ့အချိန်တုန်းကငါတို့အားလုံးကကြမ်းကျုံမျိုးကလူတွေပဲဆိုတာဘာလို့များမစင်စားမိခဲ့ကြတာလဲလူပန့်စီကတော့ကြောင်သွားတယ်သူကတော့ငါဘာပြောနေလဲဆိုတာတေချာပေါက်နားမလည်နိုင်ပါဘူးဒါပေမဲ့သူငါရဲ့မျက်လုံးအမူအရာကိုတော့ဖတ်နိုင်ပါတယ်အဲ့ဒါကလူကယ်မဲ့မျက်လုံးအမူအရာမျိုးမဟုတ်ဘူးတေလူကိုကြည့်တဲ့မျက်လုံးအမူအရာမျိုးပဲငါရဲ့ညာဘက်လက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်ငါရဲ့လေးပေးဆက်လိုင်ကူကအမိုက်တွေကိုလက်မခံဘူးစကားလဲဆုံးရောငါကလက်ဖြောက်တစ်ချက်တီးလိုက်တယ်လေးပေးဆက်လိုင်ကူအပြင်ဘက်ကတိုက်တေနီယန်တက်ထုဆက်တိုင်းကနေချက်ချင်းပဲပိုအားမြင့်လျက်စစ်တွေပောက်ကွဲထွက်လာတယ်အရှိဆုံးကနေပြေးဝင်လာတဲ့တွေးဆနေတဲ့ပိုးမောက်ကောင်ကြီးအချို့ဟာတန်းနဲ့ချီတဲ့ပိုအားမြင့်လျက်စစ်တွေကြောင့်ချက်ချင်းပဲလွင့်စင်ထွက်သွားကြတယ်လူပန်းစီကတော့လန်ပြန်ပြီးကျမ်းပြင်ပေါ်လဲကျသွားတော့တယ်လီကောကျွန်တော်မှားပါပြီကျွန်တော်တကယ်ပဲမှားသွားပါပြီငါသူ့ကိုထပ်ပြီးမကြည့်တော့ဘူးငါကအပြစ်မဲ့တဲ့လူတွေကိုအလိုလျောက်တက်ဖြတ်မှာမဟုတ်ပေမဲ့ရန်သူတွေကိုတော့မညာဘူးလူဆိုးတွေကိုတော့မဖြစ်မနေတက်ရမယ်ငါလက်ထွက်ပြီးလေးပေးဆက်လိုင်ကူတွေကိုပြန်ဝင်လာခဲ့တယ်ထူထဲလာတဲ့တိုက်တေနီယန်တက်တုဆက်တကားကြီးကဖြည်းဖြည်းချင်းပိတ်သွားခဲ့ပြီးတကားအပြင်ဘက်ကဆူဆူဝါဝါအော်ဟစ်တန်တွေဟာမကြခင်မှာပဲမြူမောင်တွေနဲ့နစ်မြုပ်ပြောက်ကွယ်သွားတယ်တွေးနီအောင်လာမင်းကြီးကြားရောက်လာတဲ့တတိယမြောက်နေ့မှာတော့ပြင်ပကဘာကြီးဟာလူငရေခန့်အဖြစ်လုံးဝကိုပြောင်းလဲသွားခဲ့ပါပြီမြို့လေခေါင်နေရအနှံ့အပြားမှာပျက်စီးနေတဲ့မော်တော်ယာဉ်တွေနဲ့အပျက်စီးတွေကြီးပါပဲမြို့ပီစာပြောင်းလဲထားတဲ့လေလွင့်ကြောင်တွေရဲ့ခန္ဓာကိုယ်ရွယ်အစားကနွားတိုးကြီးတစ်ကောင်နီးပါးလောက်ရှိနေပြီးတော့လမ်းမတွေပေါ်မှာအုပ်စုဖွဲ့ပြီးအသက်ရှင်ကျန်ရစ်သူတွေကိုလိုက်လံရှာဖွေအမဲလိုက်နေကြတယ်ဒီအချိန်မှာတော့မှောင်ခိုဈေးရဲ့လေးပေးဆက်လိုင်ကူထဲမှာတော့မွှေးကြိုင်လာတဲ့အမဲသားထောက်ပတ်ဟော့ပေါ်နှံ့တွေပြန့်လွင့်နေတဲ့ရှီရှောင်းတောက်ကပါဇက်တစ်ခုလုံးစီရွေပေးချင်အောင်စားရင်းနဲ့လီကောကဘာပြက်ကက်ကြီးကနေတိုင်းသာဒီလိုမျိုးဖြတ်တန်းရမယ်ဆိုရင်ကျွန်တော်အနေနဲ့လက်မခံနိုင်စရာမရှိဘူးလို့ခံစားရတယ်လျန်ရှင်းကသူ့ကိုတစ်ချက်စောင်းကြည့်လိုက်ပြီးမင်းအပြင်ထွက်ပြသွားဆန်းကြည့်လိုက်လေရှီရှောင်းတောက်ကချက်ချင်းပဲပါဆက်ပိတ်သွားတော့တယ်ငါကအေးခံထားတဲ့ဘီယာကိုမောတောက်လိုက်ပြီးဆိုဖာပေါ်မှာမိထိုင်နေလိုက်တယ်ကွက်တီပဲအဲ့ဒီအချိန်မှာဆူရှာတဲ့အရေးပေါ်တတိပေးတန်ကရုတ်တရက်မြည်ဟီးလာတော့တယ်တတိပေးချက်ပြင်ပကကွယ်ရေးလိုင်းကနေအပူစွမ်းရင်အမြောက်များချင်းကပ်လာနေတာကိုစစ်စစ်တွေ့ရှိရပါတယ်ကျွန်တော်လည်းလက်လန်းမီယာအေယာမစောင့်ကြည့်ရေးမျက်နှာပြင်ကိုဖွင့်လိုက်တော့ကာကွယ်ရေးဥမင်လိုင်းကောင်းပြင်ဘက်1ကီလိုမီတာလောက်ကွာကတောင်ကုန်းလမ်းပေါ်မှာမင်းနဲ့နေတဲ့လူအုပ်ကြီးကတခဲနဲ့ဒီဘက်ကိုတိုးကပ်လာနေတာကိုမြင်လိုက်ရတယ်အနည်းဆုံးလူ900-600လောက်ရှိလိမ့်မယ်ဒီလူတွေရဲ့လက်ထဲမှာဓာမတွေတန်ပိုက်လုံးတွေနောက်ပြီးအော်တိုရိုင်ဖယ်တနက်တွေကိုအသင့်ကင်ထားတဲ့လူတွေလည်းမနေဘူးအရှိဆုံးကနေဥဆောင်လာတဲ့လူကတော့အင်ဂျီဗလာနဲ့မျက်နှာတစ်ခုလုံးအမာရွတ်တွေနဲ့ပြည့်နေတဲ့ကရုံးပြောင်လူမိုက်ကြီးပဲသူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာတော့တက်ရှိထင်ရှားအတိုင်းအသက်ဝင်နေတဲ့တွေးရောင်တကားကြီးတစ်ကောင်ကိုတက်တူထိုးထားတယ်ငကားစိန်ကိုင်းရဲ့ခေါင်းဆောင်လုံးဦးပေါ်ဘဝဟောင်းလုံးကဒီလုံးဦးကအစင်မြင့်တွေးနဂါမော်ရတနာကိုအာကိုပြီးကဘာပြက်ကအစောပိုင်းကာလမှာပိုချဆိုးမှုခဲ့တာဒီဘဝမှာတော့သူကကျွန်တော်စီကိုဥတီလာလိမ့်မယ်လို့မထင်ထားမိဘူးစောင့်ကြည့်ရေးမျက်နှာပြင်ထဲမှာတော့လုံးဦးကဓာမကြဒီကိုထမ်းပြီးတကားမကြီးရှိရာဘက်ကိုလှည့်ပြီးအော်ဟစ်နေတယ်အထက်ကလေးပြကောင်တေချာနားထောင်ဆန်းမင်းစီမှာဘဝတစ်လျှောက်လုံးစုဆောင်းထားတဲ့ရိတ်ခါတွေရှိနေမှန်းငါသိတယ်အခုချက်ချင်းတကားကိုဖွင့်ဆန်းပစ္စည်းတွေနဲ့မိမတွေကိုအကုန်အဆန်းငါစိတ်ကောင်းဝင်နေလို့ဆိုရင်မင်းအတွက်အသက်ရှင်ဖို့လမ်းစာချန်ပေးအောင်မယ်တေချင်လို့ပဲမဟုတ်ရင်တော့ငါဒီနေ့မင်းရဲ့လက်ခုံစုပ်ကြီးကိုပြကြသွားအောင်လုပ်ဖြစ်မယ်ဒီခွေးမသားတွေကငါရဲ့ကာကွယ်ရေးစနစ်ကိုတောင်လာပြီးမျက်စိကျနေကြတာပဲကျွန်တော်ပြုံးလိုက်မိတယ်မလောပါနဲ့တန်းနဲ့ချီကုန်ကြခံပြီးတက်ဆင်ထားတဲ့ကာကွယ်ရေးစနစ်ကဘလောက်ဆွမ်းလဲဆိုတာပြရတာပေါ့ကာကွယ်ရေးဥမင်လိုင်းကောင်းအပြင်ဘက်မှာတော့လုံဦးတို့အဖွဲ့ကအတော်ကြာအောင်စောင့်နေပေမဲ့အထက်ကဘာတော့ပြန်မှုမှရှိမလာဘူးဒါကြောင့်ချက်ချင်းပဲဒေါသတကြီးနဲ့អော်လိုက်တော့တယ်မျက်နှာပြီးတော့အရှက်မရှိဘူးပေါ့အမြောက်နဲ့ပစ်ဆန်းဒီတကားမကြီးကိုငါအတွက်ဝုန်းခနဲ့ပွင့်သွားအောင်ကြိုပစ်ကြဆန်းဒုံးကြီးတွေကမီကိုရန်တွေနဲ့တူလေထဲကိုပြန်တန်းသွားပြီးတကားမကြီးကိုပြင်းပြင်းထန်ထန်သွားဆောင်တယ်ပြင်းထန်တဲ့ပောက်ကွဲတန်ကြီးကညအမောင်ထုကိုတုံဟိန်းသွားစေတယ်ငကားစိမ့်ကိုင်းကတပည့်တွေလည်းချက်ချင်းပဲစိတ်လှုပ်ရှားစွာနဲ့အော်ဟစ်အောင်ပွဲခံကြပြီးပွဲချမ်းကုန်ကြပြီးဘာကဘာပြက်ကက်ခံတက်လဲငါတို့ငကားကြီးရှိမှာတော့တံများအစုပ်တစ်ခုပဲဒါပေမဲ့မီကိုတွေလွတ်စင်သွားတဲ့အခါမှာတော့အားလုံးရဲ့အပြုံးတွေကမျက်နှာပေါ်မှာတင်တောက်တင်းသွားကြတယ်အဲ့ဒီအနက်ရောင်တိုက်တေနီယန်တက်တုဆက်တကားကြီးကဘာမှမဖြစ်တယ်လို့မမက်ရက်နေတော့ပဲမျက်နှာပြင်ပေါ်မှာချစ်ရအနေငယ်တောင်ထင်မကြံခဲ့ဘူးလုံဦးရဲ့မျက်နှာကပြတ်သွားပြီးဆက်ပြီးတော့ဘုံကျဲဆန်းလို့အမိတ်ပေးလိုက်တယ်ကွက်တိပါပဲအပေါ်ဘက်ကတန်ချက်ကနေရန်တွေကဘေးနှစ်ဖက်ကိုရုတ်တရက်ပွင့်သွားတယ်အေးဆက်ဆက်ကတလင်းဆက်တနက်ဆဲနှစ်လက်ကလှုပ်ဝက်အကန်ထဲကနေဖြည်းဖြည်းချင်းထွက်လာတယ်အမောင်ထူတွေကတနက်ပြောင်းဝတွေကအောက်ကလူအုပ်ကြီးစီကိုရက်ရက်ဆက်ဆက်ချင်းရွေထားလိုက်တယ်စောင့်ကြည့်ရခန်းထဲမှာငါကဝိုင်ခွက်ကိုကိုင်ရင်းနဲ့တခါပဲသတိပေးမယ်လို့အေးစစ်စစ်ပြောလိုက်တဲ့အပြင်ဘက်ကလော့စပီကာကနေအတန်ထွက်လာတယ်ဒါကအနက်ရောင်ကြောက်တုံးစခန်းရဲ့ပုဂ္ဂလိကပိုင်နဲ့ဖြစ်တဲ့အခုချက်ချင်းထွက်သွားကြမဟုတ်ရင်ကိုပြင်းနဲ့ကိုပဲပုဂ္ဂလိကပိုင်နဲ့ဟုတ်လားအခုကစပြီးငါပြောတာကစီကံပဲပြစ်ကြဆန်းငါကဝိုင်ခွက်ကိုချလိုက်ပြီးပြစ်တော့လို့အမိန်ပေးလိုက်တယ်နောက်တစ်စက္ကန့်မှာပဲဆက်တနက်ဆဲနှစ်လက်ကတပြိုင်နက်တည်းကြီးစံတွေတရက်ဆက်ထွက်လာတယ်ကြီးစံတွေကပိတ်ဆို့နေတဲ့တမန်နီမုန်တိုင်းတစ်ခုလိုဖြစ်သွားပြီးတောင်လန်းတစ်ခုလုံးကိုမိပွင့်တွေနဲ့လင်းထိန်သွားစီတယ်ငကားစိမ့်ကိုင်းကလူမိုက်တွေအစုလိုက်ပြုံလိုက်လဲကြကုန်ကြတယ်မိနစ်ဝက်လောက်အတွင်းမှာပဲခန္ဓာအပြင်ဘက်မှာအော်ဟင်ကြီးတွားတန်တွေနဲ့ပြည့်နေသွားပြီးလူ200ကျော်လောက်တိုက်ခိုက်နိုင်စွမ်းဆုံးရှုံးသွားရတယ်ကျန်တဲ့လူတွေကလည်းကြောက်လန့်တကြားနဲ့မျက်နှာတွေပြာနှံ့ကုန်ကြတယ်စစ်တပ်ကနောက်ကိုဆုတ်သွားကြတယ်ကျွန်တော်ကတော့စောင့်ကြည့်ရေးခန်းထဲမှာထိုင်ပြီးဘာမှမူရမှမရှိပဲကြည့်နေမိတယ်ဒီလောကကြီးမှာအချို့လူတွေကကဲတင်ရကျိုးမနှက်ဘူးမိပိတ်လိုက်တော့ကျွန်တော်ကတော့ရက်တက်နဲ့ကလုတ်ကိုနှိပ်လိုက်တယ်ဘုံကိုချင်းအပြင်ဘက်မှာမူလာကလူ900-600လောက်ရှိတဲ့ချင်းလုံကိုင်းဟာအခုချိန်မှာတော့တဝက်တောင်မပြေတော့ဘူးတောင်မင်းရဲ့အရေးခွန်ကိုဆွဲခွာပြအောင်မယ်လုံဦးကတော့တကိုယ်လုံးတွေးအိုင်ထဲမှာမတ်တက်ရက်လာခဲ့တယ်သူ့ရဲ့ခန္ဓာကိုယ်မျက်နှာပြင်မှာထူထဲလာတဲ့တွေးအောင်ကြီးခွန်တော့
ဖုံးလွှမ်းနေတဲ့ S အဆင့်သွေးမျိုးဆက်နိုးထသူတယောက်အနေနဲ့သူ့ရဲ့အသက်ပြင်းအားနဲ့ကာကွယ်ရေးစွမ်းအားကတကယ်ကိုအားကောင်းလာတဲ့တာမန်တိုက်ခိုက်မှုတွေနဲ့တော့သူ့ကိုအမှန်တကယ်တက်ပစ်ဖို့ခက်ခဲလိမ့်မယ်မြေတွင်းနိုးထသူတွေငါအတွက်မြေအောက်နိုင်ကောင်းတူဆန်တီနစ်အထဲကလူတွေကိုအသေးသက်မပစ်နိုင်ရင်ငါလူမပွားတော့ဘူးမြေအောက်တူနိုးထသူဂျာကင်ဝတ်ထားတဲ့နောက်လိုက်အချို့ကချက်ချင်းပဲစွမ်းအားကိုအသုံးပြုပြီးမြေပြင်ပေါ်မှာအယူမူတွင်တူကြတော့တယ်ကျွန်တော်ကတော့စောင့်ကြည့်ရေးမျက်နှာပြင်ကိုအေးလူကြည့်နေမိတယ်တေလူတွေကျွန်တော်မတက်ရက်လိုက်တဲ့ဓာငယ်စင်းရီအိမ်ကိုတေချာဆောင်ထားကြငါအမိုက်သွားရှင်းလိုက်အောင်မယ်တိုက်တေနီယန်တတုတကားကြီးကဖြည်းဖြည်းချင်းပွင့်လာခဲ့တယ်ကျွန်တော်တယောက်တည်းဘုံခုချင်းအပြင်ဘက်ကိုရှောက်လန့်လာခဲ့တယ်လုံကူကရက်ဆက်စွာပြုံးလိုက်ပြီးနောက်ဆုံးတော့လေတေးဖို့ထွက်လာဝင်ပြီးပေါ့ညီကိုအကုန်လုံးတက်ကြဆန်းကြက်ရှိနေတဲ့လူနေရာကျော်ကကျွန်တော်တယောက်တည်းထွက်လာတာကိုမြင်တော့ချက်ချင်းပဲအော်ဟစ်ပြီးလက်နက်တွေနဲ့ပြေးဝင်လာကြတယ်ကျွန်တော်ကတော့နေရာမှာရက်နေပြီးဘယ်ခြေထောက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်ဘယ်ခြေထောက်ပေါ်ကနမီးတစ်စိတ်ကနေဆူရှာတဲ့ရွှေအောင်လင်းနှန်းတွေထွက်ပေါ်လာခဲ့တယ်အရာအလုံးကိုလောင်ကျွမ်းစေနိုင်တဲ့အပူချိန်ကကျွန်တော်ကိုဗဟိုပြုပြီးပောက်ကွဲထွက်သွားတယ်နေမင်းစင်မီကျွန်တော်ခြေထောက်တစ်ဖက်နဲ့မြေပြင်ကိုနင်းချလိုက်တယ်ရွှေအောင်မီးပင်လေကြီးကလှိုင်းလုံးကြီးတွေလိုဘေးပက်ပက်လေကို